ဒီကနေ့သာသနာတော်နှစ်2564ခုကောဇာတက္ကီ1382ခုနတ်တော်လာဇန်12ရက်2020ခုနှစ်12လပိုင်း26ရက်စနေနေ့ညချမ်းခါကာလစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ရွှေမင်းဝံရပ်ကွက်တစ္ဆာရွှေစည်းကျောင်းလိုက်တွင်မှာဓမ္မဒါနအလှူရှင်များနဲ့တကွလိုင်းမော်ကနေတရားတော်မြတ်ကိုနာယူကြည်ညိုနေကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညမင်္ဂလာတရားတော်အပိုင်းနှစ်ဖြစ်နော်ဒီကနေ့ညဓမ္မဒါနအလှူရှင်များကတော့ကျေးဇူးရှင်နှစ်ဖက်မိဘများဖြစ်ကြတဲ့ဥခင်မောင်တန်းဒေါခင်တုတ်ဥညွန့်လှိုင်ဒေါခင်ရွှေဝင်းတို့အားအမှုထား၍ဒေါက်တာမင်းရဦးမခင်တီတိလှိုင်သာမောင်ကန်တာမင်းလှိုင်မြတ်သိင်ကြီးရွှေတဲ့စိန်ရွှေရတနာဆိုင်မိသားစုစကိုင်းမျိုးတဲ့နောက်ပြီးတော့နှစ်ဖက်မိဘများအမှုထား၍ကိုကျော်စိုးမတ်တီတာမိသားစုဖားကတ်မြို့တက္ကကြီးဦးသိမ်းမောင်တက္ကမကြီးဒေါ်ဝင်းတို့ဟာအမှုထားပြီးတော့မန္တန်ထွေးဆန်ဆိုင်ဖားကတ်မြို့တဲ့ဒီမိသားစုတို့ရဲ့ဓမ္မပူဇာဓမ္မဒါနအဖြစ်ဖြင့်ဒါဒီကနေ့မင်္ဂလာတရားတော်အပိုင်းနှစ်ကိုနာယူကြည်ညိုကြမယ်ပေါ့နော်မင်္ဂလာတရားတော်ကိုကြည်ကြဲပြန့်ပြန့်အသေးစိတ်ဟောခြင်းတဲ့စိတ်ကြောင့်မင်္ဂလာတရားလေးတွေကိုအပိုင်းလိုက်ဘုံဘုံတို့ဟောမယ်လို့စိတ်ကူးထားတာဒီကနေ့မင်္ဂလာတရား38ဖြာမင်္ဂလာတွေကဒုတိယမြောက်မင်္ဂလာပန္တိတာနိသသေဝနာနော်စရင်မင်္ဂလာတရားဟောတဲ့နေ့ကမင်္ဂလာဆိုတာပြည်စည်းအောင်မြင်ခြင်းရဲ့အကြောင်းပြည့်စုံခြင်းရဲ့အကြောင်းကြီးပွားခြင်းရဲ့အကြောင်းလို့မင်္ဂလာတရားရဲ့အဓိပ္ပာယ်ကိုအဲ့ဒါလို့မြတ်စွာဘုရားအလိုတော်ကြဖွင့်ပြခဲ့တယ်ပေါ့နော်ဒီတရားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာအောင်မြင်လိမ့်မယ်ကြီးပွားလိမ့်မယ်ပြည့်စုံလိမ့်မယ်ပေါ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာအထိတိုင်အောင်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုရပြီးတော့အပြည့်စုံကြီးပြည့်စုံရမယ်ဒါကြောင့်ဒီတရားတွေကိုမင်္ဂလာတရားလို့ခေါ်တယ်အတေဝနာသဘာလနံလူမိုက်ကိုမပေါင်းသင်ရခြင်းပန္တိတာနိသသေဝနာပညာရှိသူတော်ကောင်းတို့ကိုပေါင်းသင်မိဝဲရခြင်းပူဇာနေရနံပူဇော်သင်ပူဇော်တိုက်တဲ့မြင့်မြတ်တဲ့အရာဌာနတွေကိုပူဇော်ရခြင်းဆိုပြီးတော့ပထမဦးဆုံးဂါထာဖြင့်မြတ်စွာဘုရားမင်္ဂလာတရား၃ပါးဟောကြားခဲ့တယ်အတေဝနာသဘာလနံဆိုတာလေးကတဏှာရီလောက်အချိန်ယူပြီးတော့ပြောခဲ့ပြီမလို့ဒီနေ့လည်းပဲသူနဲ့ပတ်သက်တဲ့အကြောင်းအရာကနည်းနည်းတော့ပါနေအောင်ပဲလူမိုက်ကိုမပေါင်းရဘူးဆိုတာနဲ့ပညာရှိကိုပေါင်းရမယ်ဆိုတာလေးကဆက်ဆက်နေတယ်ဘလို့ဆက်ဆက်နေတာဆိုတာဆန့်ကျင်ဘက်အနေနဲ့ဆက်ဆက်နေတယ်ဒါကြောင့်လူမိုက်ရဲ့အကြောင်းကိုပြောရင်ပညာရှိရဲ့အကြောင်းကိုပြောပြီးသားဖြစ်သွားတယ်တချို့အကြောင်းအရာလေးတွေကပညာရှိရဲ့အကြောင်းကိုပြောရင်လည်းလူမိုက်ရဲ့အကြောင်းကိုလည်းပဲပြောပြီးသားဖြစ်သွားတယ်တချို့အကြောင်းအရာလေးတွေကဒါကြောင့်ဒီမင်္ဂလာနှစ်ပါးကဆက်ဆက်မှုအကြီးအကျယ်ရှိတယ်ပေါ့နော်အဲ့ဒါအရင်နေ့ကလူမိုက်ဆိုတာဘယ်လိုသဘောတဘာဝရှိလဲဘာကြောင့်လူမိုက်ကိုမပေါင်းဖို့မြတ်စွာဘုရားကတားမြစ်ရတာလဲဒါလေးပြောတယ်နော်ဒီနေ့လည်းပဲပညာရှိဆိုတာဘယ်လိုသဘောတဘာဝရှိလဲဘာကြောင့်ပညာရှိကိုပေါင်းသင်ဖို့မြတ်စွာဘုရားတိုက်တွန်းတော်မူခဲ့တာလဲလူမိုက်ဆိုတာဒုစိန်တိတစိန်တိစဟောတိဒုဗ္ဗာတိတဘာတိစဒုက္ကတကမ္မကာရိစတွေးပြီဆိုရင်လည်းပဲမကောင်းတာပြောပြီဆိုရင်လည်းပဲမကောင်းတာလုပ်ပြီဆိုရင်လည်းပဲမကောင်းတာဒါလူမိုက်ရဲ့လက္ခဏာလူမိုက်လို့သိနိုင်တဲ့အမှတ်အသားလူမိုက်ရဲ့လုပ်ငန်းစဉ်အဲ့ဒါလိုပဲပညာရှိတို့ရဲ့လက္ခဏာပညာရှိတို့ရဲ့အမှတ်အသားပညာရှိတို့ရဲ့လုပ်ငန်းစဉ်ဟာလူမိုက်ရဲ့သဘောတဘာဝနဲ့ဆန့်ကျင်ဘက်ပေါ့နော်
သူစိန်တိတစိန်ဒီစဟောတိသူဘာတိတပါတိစသူကတကမကာရိစာတဲ့ပညာရှိဆိုတာစိတ်ထဲမှာတွေးပြီးကြံပြီးဟေးဆိုရင်လေကိုယ်အတွက်ရောသူများအတွက်ရောအကျိုးများမဲ့ကောင်းမွန်တဲ့အတွေးတွေကိုပဲတွေးတယ်ပြောပြီးနှုတ်ကထွက်ပြီးဆိုရင်လည်းပဲမိမိသူတစ်ပါးနှစ်ဦးသားချမ်းသာမှုဖြစ်စေမဲ့အကျိုးများမှုဖြစ်စေမဲ့အရာကိုပဲကောင်းမြတ်တာကိုပဲပြောတယ်ကာယကံမြောက်လုပ်ပြီးကိုင်ပြီးဆိုရင်လည်းပဲအပြစ်ကင်းတဲ့ကောင်းမွန်တဲ့အကျိုးရှိတဲ့လုပ်ငန်းကိုပဲလုပ်ကိုင်နေပေါ့အဲ့ဒါလိုကောင်းတာတွေးကောင်းတာပြောကောင်းတာကိုလုပ်တယ်ဆိုတာပညာရှိတို့ရဲ့သဘောလက္ခဏာပညာရှိလို့သိနိုင်တဲ့အမှတ်အသားနော်ပညာရှိတို့ရဲ့လုပ်ငန်းစဉ်နော်ဒါကြောင့်ပညာရှိဆိုတာဘာလဲလို့မေးရင်လူရင်းကြကြအဲ့ဒါလေးကိုတော့စွဲသိခြင်းတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဒါကိုကြည်ခြင်းအပြင်ဒီလူဟာပညာရှိလို့သိနိုင်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုတာကောင်းကျိုးချမ်းသာကိုရခြင်းရဲ့အကြောင်းတရားတွေပဲလေဒါကြောင့်ကိုယ့်ကိုယ်ကိုကောင်းကျိုးချမ်းသာနဲ့ပြည့်စုံအောင်ချမ်းသာအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုပညာရှိလို့ဘယ်လိုလုပ်ပြီးတော့မပြောဘဲနေခြင်းကထိုက်မလဲဒါတေချာပေါက်ပညာရှိပဲကိုယ့်ကိုယ်ကိုချမ်းသာအောင်လုပ်ဟုတ်လားအဲ့ဒါဒီကနေ့ညပညာရှိရဲ့သဘောတဘာဝလေးတွေကိုမြတ်စွာဘုရားကလူမိုက်ရဲ့သဘောတဘာဝလေးတွေနဲ့ရှင်းပြီးတော့ဟောထားတဲ့ဒေသနာလေးတွေအထူးသဖြင့်အင်္ဂုတ္တပါဠိတော်ထဲမှာမြတ်စွာဘုရားဟောထားတာလေးတွေမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီတဲကနော်အချိန်ကိုလည်းပဲငဲ့ရအောင်မယ်ဟုတ်လားလူငယ်တွေတွေးเสียလည်းပဲဖြစ်စေခြင်းတယ်ပေါ့လူကြီးတွေအတွက်လည်းပဲတွေးเสียကောင်းပါတယ်လူမိုက်ရဲ့သဘာဝနဲ့ပညာရှိတို့ရဲ့သဘာဝကိုရှင်းပြီးတော့ဟောတာပထမသုတ်တန်လေးကအစ္စယသုတ်တန်နဲ့ပြောကျင်တာလေးလူမိုက်ရဲ့သဘောဘယ်လိုလဲအစ္စယတော့နပတ္တိလူမိုက်ဆိုတာကိုမဟုတ်တာလုပ်တာကိုမဟုတ်တာလုပ်တယ်လို့မသိဘူးတဲ့ကိုအပြစ်ရှိနေတာကိုအပြစ်ရှိတယ်လို့မသိဘူးကိုအပြစ်လုပ်ပြီးရင်လည်းပဲအဲ့ဒါအပြစ်လုပ်ထားတယ်လို့ तू မသိဘူးတဲ့ဟုတ်လားပြီးတော့ဗာပြောတော့အစ္စယတော့ဒိဋ္ဌဝါယထာဓမ္မနပတိကရောတိငါလုပ်ထားတာအပြစ်လို့တော့သိတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကို तू မကုစားဘူးတဲ့သူများကိုကျူးလွန်ထားတယ်ဆိုရင်လည်းတောင်းပန်မှုမပြုဘူးဘုံတို့ယဟန်တော်တွေဆိုလို့ရှိရင်အဘသိတယ်ဆိုရင်ချင်းချင်းဒေသနာကြားကြတာရှိတယ်လေအဲ့ဒါပါတော့ကိုယ့်အပြစ်ကိုဝန်ခံပြီးတော့ဖွင့်ဟပြီးတော့နောင်တမျိုးမလုပ်ပါဘူးဆိုပြီးတော့ဒါကိုယ့်ရဲ့အပြစ်ကိုသူတော်ဘာရဲ့ထံမှာဝန်ခံလိုက်တာဖွင့်ဟလိုက်တာနောင်ဆောင်သီးမယ်ဆိုတဲ့စိတ်နဲ့ဒါအပြစ်ကိုဘာလုပ်တာတော့ဆေးကြောတာပေါ့နော်လူမိုက်ဆိုတာနံပါတ်1ကိုအပြစ်လုပ်တာကိုလည်းအပြစ်လုပ်တယ်လို့မသိဘူးလုပ်ထားတာကိုအပြစ်လုပ်ထားတယ်လို့သိတော့လည်းပဲတရားနီးလန်းတကြအဲ့ဒါကိုပြည်ပြောက်သွားအောင်မကုစားဘူးတဲ့ဟုတ်လားနောက်လူမိုက်ရဲ့လက္ခဏာနံပါတ်3ပါပြောတော့ပရတ္တခောပနာအစ္စယံဒေသင်တတယထာဓမ္မနပရိက္ခဏာတိနော်သူများကအပြစ်လွန်ကျူးမိလို့ကိုယ်ကိုလာတောင်းပန်တယ်ငါမင်းကိုပြောမိတာမှားသွားတယ်ကွာငါ့ကိုခွင့်လွတ်ပါဟုတ်လားအဲ့လိုသူများလာပြီးတော့သူ့ရဲ့အပြစ်ကိုထင်ရှားပြပြီးတော့တောင်းပန်တာကိုသူမကျေနပ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးအဲ့ဒီအပြစ်ကိုတရားနီးလန်းတကြမခံယူနိုင်ဘူးဆိုလိုတာကခွင့်မလွတ်ဘူးပေါ့နော်လူမိုက်ရဲ့သဘောပဲနှမျိုးတော့3မျိုးအပြစ်လုပ်တာကိုလည်းအပြစ်လုပ်တယ်လို့မသိဘူးအပြစ်လုပ်တယ်လို့သိတော့လည်းပဲမကုစားဘူးသူများလာတောင်းပန်ရင်လည်းပဲခွင့်မလွတ်ဘူးတဲ့စိတ်ထဲမှာအညိုအတေးနဲ့နော်သူသိမ့်ထားတာပေါ့နော်ခွင့်လွတ်မပေးလိုက်နိုင်ဘူးပေါ့ပညာရှိဆိုတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲဟုတ်လားကိုအပြစ်လုပ်တာကိုလည်းအပြစ်လုပ်တယ်လို့သိတယ်ဟုတ်လားအစ္စယတော့ပတ္တိနော်အစ္စယတော့ဒိဋ္ဌဝါယထာဓမ္မပဋိကရောတိကိုအပြစ်လွန်ကျူးထားတာသိရင်လည်းအဲ့ဒါကိုဘာလုပ်တော့ကုစားတယ်ပပြအောင်တခါသူများကကိုယ်ကိုလာပြီးတော့တောင်းပန်နေဆိုရင်လည်းပဲခွင့်လွတ်လိုက်တယ်နားလည်ပေးတယ်ပေါ့နော်အပညာရှိတို့ရဲ့သဘောဒါကိုပြန်ပြီးတော့စီစစ်ကြည့်ဖို့နော်ငါပညာရှိသဘောနဲ့အင်္ဂါရက်တွေနဲ့ညီသလားလူမိုက်သဘောတဘာဝနဲ့ညီနေသလားစဉ်းစားဖို့ပေါ့နော်ဒါလေးတစ်ခုနောက်အာယောနိသောသုတ်တံတဲ့ဒါလည်းလူမိုက်ရဲ့သဘောလေးနဲ့ပဲရှင်းပြောတာပါပဲလူမိုက်ဆိုတာဘယ်လိုသဘောရှိတော့အာယောနိသောပညာကတ္တာဟောတိမသိတော်တာတွေကိုမေးတတ်တယ်တဘာဝမကြတာတွေအဖြေမရှိတဲ့မေးခွန်းတွေပေါ့နော်ဒါကိုဝင်းကျင်မှာဒါတွေကိုခံစားမှုနဲ့နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်တခါတလေနော်အလိုက်မသိတဲ့ညံနေတဲ့မိုက်မဲတဲ့ပုံကိုယ်တွေနဲ့တွေ့တဲ့အခါမှာသူတို့ရဲ့မေးခွန်းတွေဟာ
ဘာပြန်ပြောလို့ပြောရမှမသိတဲ့မေးခွန်းတွေပေါ့နော်ဒီမှာမြတ်စွာဘုရားပြောထားအာယောနိတောပညာကတ္တဟောတိအသင်တော်တာတွေကိုမေးတယ်တဲ့အာယောနိတောပညာဝိသေစိတာဟောတိဝိသေစေတာဟောတိသူများမေးပြီဆိုရင်လည်းပဲသူပြန်ဖြေတာတွေကမသိတော်တာတွေပဲတဲ့ဖြေတာတွေကလည်းတလွဲမေးတာတွေကလည်းတလွဲပေါ့နော်ပရတ္တခောပနာယောနိတောပညာဝိသေစိတာတစုံတယောက်ကတစုံတယောက်ကိုမေးတယ်မေးခံရတဲ့လူကပညာရှိလို့တကယ်ကိုပဲနော်တင့်တော်အောင်သူဖြေလိုက်တယ်ပရိမဏလေဟိနော်ထဝန်းကျင်ပြည်စုံစွာနော်ချောချောမွေ့မွေ့နော်စကလုံးလေးတွေနော်ရင်ကြီးကြီးတိမ်မတိမ်မွေ့မွေ့ကောင်းကောင်းမွန်မွန်ဖြေလိုက်တယ်မှန်မှန်ကန်ကန်ဖြေလိုက်တယ်အဲ့ဒါကိုလည်းသူဟာနဗ္ဗာနုမောရိတာဟောတိဝမ်းမမြောက်နိုင်ဘူးတဲ့နားလေလို့အမှန်ကန်သူများဖြေတော့လည်းပဲပါတော့ဝမ်းမမြောက်နိုင်ဘူးလူမိုက်ရဲ့သဘောမတင်တော်တာကိုမေးတယ်မတင်တော်တာကိုဖြေတယ်သူများမှန်မှန်ကန်ကန်ဖြေပြရင်လည်းပဲဝမ်းမသာဘူးတဲ့အဲ့ဒါပါတော့လူမိုက်ရဲ့သဘောပညာရှိဆိုတာအဲ့လိုမဟုတ်ဘူးတဲ့မေးပြီးဟေးဆိုရင်လည်းတဘာဝကြတာတင်တော်တာကိုပဲမေးတယ်ဟုတ်လားသူ့ကိုမေးလို့သူဖြေနိုင်ပြီဆိုရင်လည်းသူဖြေတာတွေကတဘာဝကြတယ်အကြောင်းအကျိုးခိုင်လုံနေဟုတ်လားတကယ်လို့ကိုမဖြေနိုင်လို့သူများအဖြေပြပြီဆိုရင်လည်းပဲမှန်ကန်တယ်ဆိုရင်သူဟာပါတော့ဝမ်းသာနိုင်တယ်ဒါလူလောကမှာဘုံဘုံတို့ကိုဝင်းကျင်မှာတနည်းအားဖြင့်ဝင်းကျင်ကိုဝေဖန်တဲ့ကိုလည်းဝေဖန်ကြည့်ပေါ့ကို့မှာလည်းတခါတလေအဲ့လိုလူမိုက်ဆန်ဆန်သဘောလေးတွေရှိတာကိုတွေ့ရတတ်တယ်ဟုတ်လားဒါလေးတွေဟာစီစစ်ဖို့နော်ပညာရှိကိုပေါင်းရမယ်ဆိုတာပညာရှိဆိုတာဘယ်လိုဟာလဲဆိုတာလေးကိုမြတ်စွာဘုရားဟောတာလေးတွေကိုပြည့်စုံလေးပြောရင်တာနော်ဒီလေရဒကမာကြီးတယောက်ကဘုံတရားပွဲရှောက်ရင်းနဲ့ပြောတာပေါ့လေဒီတော့တရားနာတာလောဘကြီးတယ်တဲ့ဖုံလိုပဲတဲ့ဘုံကလည်းတခါလေးတရားထဲမှာပြောရင်တာတွေကများနေတာပေါ့နော်ဒါကြောင့်အသေးစိတ်ကလေးတွေကိုတော့ဒီနေ့ညပြောနိုင်မှာမဟုတ်ဘူးအကြောင်းအရာလေးတွေကိုစုံညင်လို့မြတ်စွာဘုရားဘယ်လိုလေးပြောထားတယ်ဆိုတာလေးကိုစုံစိတ်သိသိခြင်းလို့ဟုတ်လားဒါလေးတွေကထပ်ပြီးတော့ရှင်းလင်းပြောပြမယ်ဆိုရင်တက်တေတာရကလေးနဲ့ပြောမယ်ဆိုစကားတွေအများကြီးအချိန်တွေအများကြီးကုန်အောင်ပြောလို့ရတော့နော်သို့တော့အဲ့လိုမပြောခြင်းဘူးဟုတ်လားတုတ်တာနှစ်ပုတ်ရှိသွားပြီနော်လူမရဲ့သဘောပညာရှိရဲ့သဘောဟုတ်လားနောက်ထပ်တစ်ခုပြောဦးမယ်အဲ့ဒါလေးကတော့တော်တော်ကိုကြိုက်တယ်ပေါ့ခက်ငယ်ငယ်ကစားအဲ့ဒါလေးကတော့ကြိုက်ခဲ့တယ်ယဟန်တို့တဲ့လောကမှာလူမိုက်2မျိုးရှိတဲ့လူမိုက်2မျိုးဆိုရင်ပညာရှိကလည်း2မျိုးလာမယ်သူကအတွဲလိုက်လေးဟောလူမိုက်2မျိုးကဘာလဲဆိုတော့ယောဇအနာဂတံပါရံဝဟတိယောဇအာဂတံပါရံဝဟတိနော်ကိုယ်စီကိုရောက်မလာတဲ့မကြတဲ့တာဝန်တွေကိုဆောင်ရွက်တယ်တဲ့ကိုယ်အလုပ်မဟုတ်တာတွေကိုလုပ်တာပြောတာဟုတ်လားကိုယ်နဲ့ဘာမှလည်းမဆိုင်ဘဲနဲ့လှုပ်ချင်တယ်ဟုတ်လားကိုယ်တာဝန်မဟုတ်ကိုယ်အလုပ်မဟုတ်တာကိုဝင်လှုပ်ချင်တာအဲ့တော့ဘာဖြစ်လို့ရှုပ်တာပေါ့ဟုတ်လားအဲ့ဒါလူမိုက်တစ်မျိုးတဲ့နော်ယောဇအနာဂတံဘာရံဝဟတိကိုယ်ခေါင်းမို့ကြမလာတဲ့တာဝန်ကိုဆောင်ရွက်ချင်ဆောင်ရွက်တာပေါ့ရှုပ်ကုန်တာရိုးရိုးလေးပြောရရင်ကိုယ်အလုံးမဟုတ်တာကိုလှုပ်ချင်တာကိုယ်နေရာမဟုတ်တဲ့နေရာမှာနေချင်တယ်ဟုတ်လားနောက်တစ်မျိုးကပါတော့ယောဇအာဂတံဘာရံဝဟတိတဲ့ကိုယ်ကောင်းမို့ရောက်လာတဲ့တာဝန်ကြတော့မထမ်းဆောင်နိုင်ဘူးတဲ့မရွေးဆောင်နိုင်ဘူးကိုယ်တာဝန်ကြတော့မလုပ်နိုင်ဘူးကိုယ်အလုပ်ကိုကြတော့မလုပ်နိုင်ကိုယ်အလုံးမဟုတ်တာတွေကိုလုပ်တယ်ကိုယ်အလုပ်ကြတော့မလုပ်တော့လဲလစ်ဟင်းကုန်ရောကိုယ်လုပ်ရမယ့်လုပ်ကိုမလုပ်ဘူးဆိုတော့ဘာဖြစ်ကုန်ပြီတော့အဲ့ဒါလည်းပဲလစ်ဟင်းကုန်တာပေါ့နော်ဟာခွက်တွေဖြစ်ကုန်တာပေါ့ကိုမလုပ်ရမယ့်ဟာကိုလုပ်တော့လဲဘာဖြစ်ကုန်တော့ရှုပ်ကုန်တာပေါ့ဒါလူမိုက်2မျိုးတဲ့ဟုတ်လားပညာရှိဆိုတာအဲ့လိုမျိုးမဟုတ်ဘူးတဲ့ယောဇအနာဂတံပါရဏဝဟတိကိုယ်အလုံးမဟုတ်တာကိုကိုယ်အလုံးမဟုတ်ဘူးလို့သိတယ်ဘယ်တော့မှမလုပ်ဘူးဒါငါအလုံးမဟုတ်ဘူးဆိုတာကိုသိတယ်တဲ့ကြည်ပြင်းပြင်းအသေးသေးပြောစရာတော့အလွန်ကောင်းတာပဲဒါပေမဲ့ပြောလိုက်ရင်လည်းအရသာပြတ်သွားမှာဆိုရတယ်ကိုညံနဲ့ကိုယ့်ဟာကိုစဉ်းစားဟုတ်လားယောဇအနာဂတံပါရဏဝဟတိကိုယ့်ဘောကြားရောက်မလာတဲ့တာဝန်ကို तू မဆောင်ရွက်ဘူးနော်ယောဇအာဂတံပါရဏဝဟတိတဲ့ကိုယ့်လို့ဟုတ်ပြီကိုယ့်ဘောကြားရောက်လာပြီဒါကိုလုံးမကိုဖြစ်မယ်ဒါငါလုပ်ရမယ်လို့သိတယ်အဲ့ဒါကိုလည်းဘာလို့တော့လုပ်တယ်တဲ့မရှုပ်ဘူးမလစ်ဟာဘူးပေါ့နော်ကိုယ့်အလုပ်ကိုလုပ်တော့လည်းပဲထောင်းရှင်းနေသူများအလုပ်ကိုဝင်ပြီးတော့မလုပ်တော့လည်းပဲမရှုပ်ဘူးပေါ့ဟုတ်လားဒါပညာရှိရဲ့သဘောလူမိုက်ရဲ့သဘောဒါအင်္ဂုတ္တပါဠိတော်မှာလာတာလေးတွေကိုဘုံဘုံပြောပြတာဆက်ပြီးတော့ပညာရှိနဲ့လူမိုက်တို့ရဲ့သဘောကိုပြောမယ်ဆိုလို့ရှိရင်ချမ်းမထားခဲ့တဲ့ဒေသနာတစ်ပုဒ်ရှိတယ်အဲ့ဒါကိုဘုံဘုံတို့အကျေတုံးဟောထားတာရှိပါတယ်အကိတ္တိဇတ်ဆိုပြီးတော့အဲ့ဒီအကိတ္တိဇတ်ကလေးကိုလည်းပဲလိပ်ပတ်လေယုံလေးလောက်ပေါ့လေအဲ့ဒီလူမိုက်နဲ့ပညာရှိအခန်းကဏ္ဍလေးလောက်ကိုပဲအဓိကဥစားပေးပြီးတော့ပြောကြည့်ခြင်းနဲ့အချိန်လေးကြည့်ပြီးတော့ဟုတ်လားဘုရားလောင်းက
ညီမလေးတယောက်ရှိတယ်အလွန်ချမ်းသာတယ်ရှိတဲ့စီးတဲ့ညီမလေးတွေအပ်ပြီးတော့သူတောထွက်မဆိုညီမလေးကလည်းဒါကိုသူမမက်မောဘူးဆိုတော့ကိုကြီးနဲ့လိုက်ပြီးတော့ရသေးဝတ်ကြတာပေါ့နော်နောက်တူတူပြောကြပါစို့ဒီညီမတန်ရောစဉ်နဲ့ဇံလည်းမရတော့အဲ့ဒီညီမပါပြစ်ထားခဲ့ပြီးတော့သူတကယ်ကိုပင်လေတွေကနော်6တွေ့နေတဲ့မွေတွေပါတွေပေါ်တဲ့ကျွန်းမှာသွားပြီးတော့နေတာတယောက်တည်းသွားနေတာအဲ့တော့သူ့ရဲ့အကျင့်အပြင်းထန်တဲ့ခါကျတော့ကြားမင်းကတိပြီးတော့လားစုံစမ်းတာအဲ့သူကကမြင့်ရွယ်လေးပဲပြုတ်စားတယ်နာရီပါရီပေါ့အဲ့ဒါဇံပင်ချင်းနဲ့ချမ်းချမ်းသာသာနေတာအဲ့ဒီ6တွေ့နေတဲ့ပင်လေတွေကကျွန်းလေးထဲမှာသူတယောက်တည်းနေတာဒီလောက်ပြင်းထန်တဲ့အကျင့်ကိုဘာလို့ကျင့်တာတုံးဆိုတာသိကျင်လို့လာတာအဲ့ဒါကိုရိုးရိုးမလာဘူးနော်ကမြင့်ရွယ်ပြုတ်လေးစားလို့တော့အလှခံပုံစံဖန်ဆင်းပြီးတော့လာတော့သူ့ကိုလှူလိုက်ရဟိုကလှူချင်းနေတာဖះလောင်းကမစားတော့ဘူးအဲ့ဒီနေ့ဟောနောက်နေ့ဆက်လာတယ်စားကနီးလေးရောက်လာတယ်လှူလိုက်ပြန်တယ်3ရက်ဇက်တိုက်လာတယ်အဲ့ဒါ3ရက်ဇက်တိုက်ဖះလောင်းကနောက်ထပ်လည်းထပ်ပြုတ်မစားဘူးနော်အဲ့ဒီမှာသူအံ့ဩပြီးတော့ကြားမင်းကဘာလို့ဒီလောက်ခေါင်းနေတဲ့6နေတဲ့နော်ပူလောင်6တွေ့တဲ့နေရာမှာတယောက်တည်းဘာလို့လားနေတာတော့ဘာဖြစ်ချင်လို့လားနေတာတော့ဘာရချင်လို့လုံနေတာတော့အဲ့တော့ဘုရားလောင်းဘာပြောဆိုတော့ကြားမင်းမသိပါနဲ့သူကဘဝဖြစ်ရတာဆင်းရဲတယ်တဲ့ဇတ်တော်လေးကိုအနှစ်ချုပ်ပြောနေတာနော်ဒါလေးတေချာမှတ်ဟုတ်လားဘာလို့ဘဝဖြစ်ရတာဆင်းရဲလဲဆိုလူရင်းပြောရရင်ဘဝဖြစ်ရရင်သေရလိမ့်မယ်တဲ့အဲ့ဒီသေရတာဆင်းရဲတယ်တဲ့နော်အထူးသဖြင့်သေကနီးမှာကြောက်ကြောက်ရွံ့ရွံ့တုံတုံလှုပ်လှုပ်တွေ့တွေ့ဝေသေရတာပိုးတောင်ဆင်းရဲသေးတယ်တဲ့ဒါကြောင့်အဲ့ဒီဘဝကနေလွတ်မြောက်ဖို့ငါဒီနေရာကိုတယောက်တည်းလာပြီးတော့နေတာတဲ့သူထင်းနေတာသူ့နေရာမှန်ပြီးတော့ကျင့်နေတယ်လို့ထင်းနေတာအဲ့ဒါနဲ့တရားမင်းကအလွန်ကြီးညိုတော့ကန္နာဇတ်တော်အတိုင်းမှာပဲစုပေးတာနော်စိတ်ထဲမှာဘာလို့ခြင်းတော့အဲ့ဒါကိုပြောသူဖန်တီးပေးမယ်ပေါ့အဲ့တော့ဘုရားလောင်းကပထမစုတောင်းတယ်ဘာတောင်းတော့ဆိုတော့ဘာတွေဘလောက်ရလို့မှဘယ်တော့မှတော်ပါပြီအားရပါပြီရောင်ရဲပါပြီလို့မရှိတတ်တဲ့လောဘဆိုတဲ့လူချင်းမှုကြီးငါတန်တမှာမရှိခြင်းဘူးတဲ့နော်လောဘကိုမရခြင်းဘူးဆိုတာရိုးရိုးမပြောဘူးလောဘဆိုတာဘလောက်ရလို့မှအားရသွားတဲ့သဘောမရှိဘူးတဲ့ဒါကြောင့်ဘယ်တော့မှလူဟာမနာရဘူးမသက်သာဘူးမငြိမ်းရဘူးမအေးရဘူးလောဘရှိနေလို့ရှိဟုတ်လားဒါကြောင့်လူအမြဲတမ်းနှိုးဆွပြီးတော့ရှာခိုင်းနေတဲ့စားလောင်းနေတဲ့မှုတ်သိမ့်နေတဲ့အားရောက်ရောင်ရဲမှုနဲ့ငြိမ်းချမ်းမှုကိုမဖြစ်စေတတ်တဲ့ဒီလောဘကြီးကိုသူမကြိုက်ဘူးဒါကြောင့်လောဘမရခြင်းဘူးလို့တောင်းတယ်ထပ်ပြီးတော့တောင်းခိုင်းပြန်တယ်တောင်းတော့ဒုတိယစုပါတောင်းတော့ဆိုတော့ဘဝမှာရှိထားတဲ့ရှားထားတဲ့ရထားတဲ့ကောင်းတာလေးတွေမှန်သမျှကိုအကုန်ဖြည့်ဆည်းပြစ်တတ်တဲ့ဒေါသဆိုတာကြီးငါမရခြင်းဘူးတဲ့ဟုတ်လားဘလောက်ကောင်းတော့နော်လောဘကြတော့ဘလောက်ရလို့မှအားမရတတ်လို့လောဘကို तू မကြိုက်ဒေါသကြတော့ကောင်းတာတွေအကုန်လုံးဖြည့်ဆည်းတယ်စီဝါရေးလေးတွေရှားထားနာမည်ကောင်းလေးတွေရှားထားသူတစ်ချက်ထွက်တာနဲ့တခါတလေပြက်ကြအောင်ဟုတ်လားအဲ့ဒါကြည်ကြည်ပြင်းပြင်းစဉ်းစားလောဘရောင်ရဲမှုမရှိဘူးဒေါသကောင်းတာအကုန်ဖြည့်ဆည်းတယ်ဆက်ဆံရေးလည်းဖြည့်ပြစ်တာပဲဒေါသတစ်ချက်ထွက်တာနဲ့တချို့တစ်သက်လုံးလန်သွားရောဟုတ်တယ်မဟုတ်လားအဲ့လိုစုတောင်းတော့စုဒီနှစ်စုနေကိုတော်တော်ကောင်းနေဟုတ်လားအဲ့ဒါနဲ့တရားမင်းကသဘောကျပြီးတော့နောက်ထပ်ထပ်ပြီးတော့တောင်းပါဆိုတော့မှနောက်ထပ်တောင်းတဲ့စုကဒီနေ့ညပြောနေတာပေါ့နော်ပါတောင်းတော့ဆိုတော့တရားမင်းတဲ့ငါလူမိုက်ကိုမမြင်မရစေနဲ့တဲ့လက်ချိုးထားနော်လူမိုက်ကိုမမြင်မရစေနဲ့လူမိုက်ရဲ့အတန်ကိုမကြားပါရစေနဲ့နော်လူမိုက်နဲ့အပေါင်းအသင်းမလုပ်ပါရစေနဲ့နော်တကယ်လို့တွေ့လာကြုံလာရင်လည်းလူမိုက်နဲ့နော်ပြောဆိုဆွေးနွေးတာမျိုးမလုပ်ပါရစေနဲ့လူမိုက်နဲ့ပြောဆိုဆွေးနွေးရသည်ရှိတော့လူမိုက်ရဲ့အယူအဆတွေကိုငါမကြိုက်ပါရစေနဲ့ငါချက်တောင်းကိုစိတ်နေတာပဲမြင်းကိုမမြင်ရင်ဘူးတဲ့ဒါကတော့ဇရာပြတ်တယ်ပေါ့နော်ဒါတိတခါလေးမရဘူးလေလူကလူတဲနေတာလူမိုက်တွေကလည်းရှိနေတာလေအဲ့တော့တွေ့ရမှာပဲဟုတ်လားတွေ့ရပြီဆိုလို့ရှိရင်တွေ့ုံတွေ့ရရင်ကိစ္စမရှိဘူးလူမိုက်ဆိုတာစကားထွက်လာရင်အဲ့ဒါဒုက္ခရောက်တော့တာဘေးကလူကသူပြောလိုက်ပြီဆိုရင်တဘာဝမကြတာနော်အလုံးမဟုတ်တာနော်အဲ့လိုမျိုးအကုသိုလ်ဖြစ်เสียတွေကိုကြားရတတ်တယ်ဒါကြောင့်မလို့ဒုတိယပါတော့မကြားပဲရစေနဲ့ဟုတ်လားတခါတလေနော်လူဘဝရဲ့ကျေပြန့်မှုရှုပ်ထွေးမှုအကြောင်းမျိုးမျိုးကြောင့်လူမိုက်နဲ့နော်အလုပ်ဒူလိုရတာမျိုးပေါင်းအသင်းရတာမျိုးကြုံတတ်တယ်ဟုတ်လားအဲ့လိုဆိုရင်လည်းပဲအပေါင်းအသင်းတော့မဖြစ်ချင်ဘူးဟုတ်လားမြင်နေရရင်လည်းပဲဟိုလူတွေပြောရပါတယ်ဘာလို့ကိုပေါင်းစိတ်ခွာဟုတ်လားသူနဲ့တော့ရင်းနီးနီးအပေါင်းအသင်းမဖြစ်ချင်ဘူးဟုတ်လားတခါတလေဘုံဘုံတို့မလွဲတာမရှောင်တာပြောကြဆိုကြရတာလေးတွေရှိတယ်အဲ့ဒါမျိုးလည်းသူမပြောချင်ဘူးပြောရင်လည်းပဲသူ့ရဲ့အယူအဆသူ့စကားကို
မကြိုက်ချင်ဘူးတဲ့တခါတလေကိုယ်မျက်စိလဲပြီးတော့သူတို့ပြောတာတွေကသဘာဝကျတယ်လို့ဒါပေမဲ့ရေးရှိခေါင်းအေးနဲ့တွေးကြည့်လိုက်တော့မဟုတ်တာတွေဖြစ်နေဒါကြောင့်မလို့သူကနောက်ဆုံးအခက်မသိလို့သူတို့နဲ့တွေ့ရကြုံကပြောရဆိုရပြီဆိုရင်တော့သူတို့ရဲ့အယူအဆတွေမကြိုက်ပြရစေနေတဲ့လူမိုက်ကိုခါခါသီးပဲနော်အဲ့တော့တရားမင်းကဘာပြောဆိုအရှင်ရသေးတဲ့လူမိုက်ကိုဒီလောက်ကြီးခါခါသီးဖြစ်နေတာလူမိုက်ကတင့်ကိုဘာလုပ်လို့တော့တဲ့ဟုတ်လားအဲ့တော့ဘုရားလုံးကဘာပြောလို့ဆိုတော့လူမိုက်ကဘာလုပ်လို့တော့ဆိုတဲ့မေးခွန်းကိုသူဖြေတာနော်အနေယနေယတိဒုံမေတော့အထုရာယနိယုံစတိဒုံနယောတေယသောဟောတိတမ္မာဟုတောပကုပ္ပတိဝိနယံသောနာဇာနာတိတာတုတ္တအထတနံနော်အကျဉ်းမြင့်လေးဖုံဖုံပြောပါနော်လူမိုက်ရဲ့သဘောလေးကိုဒါဘုရားလောင်းကြီးရဲ့အမြင်ပေါ့ဟုတ်လားလူမိုက်ဆိုတာဘာလဲတဲ့အနေယနေယတိဒုံမေတော့နော်လူမိုက်ဆိုတာနီလန်းမဟုတ်တာတွေကိုညွှန်ပြတတ်တယ်တဲ့နော်တဘာဝမကြတာတွေကိုပြောတတ်တယ်နော်နီလန်းမကြတာတွေဒါလို့ရင်ဒါဖြစ်မယ်မဟုတ်ဘူးတကယ်က तू ဖြစ်မယ်ထင်နေတာဒါလို့ရင်ဒါမဖြစ်ဘူးအဲ့ဒါကို तू ကမဖြစ်ဘူးလို့မထင်ဘူးဟုတ်လားအဲ့လိုမျိုးဒါလို့ရင်ဒါဖြစ်မယ်ဆိုတာကိုလည်းပဲမသိတဲ့အခါကျတော့ဒါမလုံးနဲ့ဖြစ်တော့ဖြစ်ချင်တယ်ဒါမလုံးနဲ့ဖြောင်းပြန်နေပေါ့နော်ဖြစ်ချင်တယ်ဆိုရင်မဖြစ်เสียနီလန်းကြီးကို तू ကဖြစ်မယ်လို့ထင်နေတယ်မဖြစ်ချင်ဘူးဆိုရင်လည်းဖြစ်မဲ့အရာကြီးကိုမဖြစ်ဘူးထင်ပြီးတော့အတင်းစွတ်လုတ်ခိုင်းနေတယ်နော်နီလန်းမဟုတ်တာတွေကိုပြောတတ်တယ်တဲ့လူမိုက်ဆိုတာအထုရာယနယုံစတိတဲ့မကောင်းတာတွေနော်ယုံညံ့တာတွေကိုလည်းရှင်တွဲစေတတ်တယ်ဆိုတော့မကောင်းတာတွေကိုတိုက်တွန်းတတ်တယ်သူကိုယ်တိုင်လည်းလုပ်တတ်တယ်လူမိုက်ရဲ့သဘောဒုံနေယောတေယသောဟောတိတဲ့ကောင်းတာလေးတွေသိအောင်နားလည်အောင်ပြောရတာလေအလွန်ခက်တယ်တဲ့တဘာဝကျတဲ့ကောင်းတာလေးတွေသူ့ကိုနားလည်အောင်ပြောရတာလူစကားနဲ့ပြောရင်အလွန်လက်ပေါက်ကတ်တယ်ပေါ့နော်ပြောရတာနော်ပင်ပန်းတယ်ဆင်းရဲတယ်ပြောမပြောချင်ဘူးဆိုတာမျိုးဖြစ်သွားတာဟုတ်လားပြီးတော့ဗါတော့တမ္မာဟုတောပကုပ္ပတိတဲ့စကားကောင်းလေးတွေတကယ်ကိုကောင်းကောင်းမွန်မွန်အဓိပ္ပာယ်ရှိရှိသဘာဝကျကျလေးတွေပြောလာပြီးစိတ်တူတယ်တဲ့ဟုတ်လားနော်ကိုပြောရလေသဘာဝမကျလို့မဟုတ်သဘာဝကျတယ်ဘာသူကလက်မခံနိုင်ဘူးအဲ့ဒါကိုနော်ကောင်းတဲ့စကားပြောတာကိုဘာဖြစ်တော့စိတ်တူတယ်တဲ့တမ္မာဟုတောပကုပ္ပတိစကားကောင်းပြောတာကိုစိတ်တူတယ်တဲ့ဒါတင်လားဆိုတော့ကဘူးတဲ့ဝိနယောသောနဇာနာတိလူစည်းကမ်းကိုလည်းဘာမှနားမလဲဘူးတဲ့အလိုက်လည်းမသိဘူးပေါ့ဟုတ်လားနော်ဘယ်လိုအနေထားမျိုးမှာဘယ်လိုနေရထိုင်ရမယ်ဘယ်လိုပြောရဆိုရမယ်ဒါတွေသူသိပြီးတော့မသိဘူးသူတော့ဟုတ်တယ်ကောင်းတယ်ထင်နေတာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အများရဲ့အနေထားနဲ့သူဘာဖြစ်နေတော့လွဲချော်နေတယ်ဒါကြောင့်မို့လို့တာတုတ္တအတ္တတနံအဲ့ဒီလိုလူမိုက်ကိုမမြင်ရင်အကောင်းဆုံးပဲတဲ့ဟောလူမိုက်ရဲ့သဘောနော်ဒါအရင်တည်းကတရားနဲ့ဆက်ဟုတ်လားပညာရှိကြတော့အဲ့လိုမဟုတ်ဘူးနောက်စုတစ်ခုထပ်တောင်းတဲ့အခါကျတော့သူဘာတောင်းမလို့ပညာရှိကိုမြင်မရစေပညာရှိစကားကြားပါရစေပညာရှိနဲ့အပေါင်းအသင်းဖြစ်ပါရစေပညာရှိနဲ့ပြောဆိုဆွေးနွေးတိုင်ပင်ညီညွတ်ပါရစေပညာရှိပြောတဲ့စကားကိုအခုလောလောဆယ်နားမလည်သေးတောင်မှနှစ်သက်နိုင်ပါရစေကြိုက်နိုင်ပါရစေငါးချက်ပဲသူ့လေလောက်ကောင်းတော့မြင်ပါရစေကြားပါရစေဒီလောက်နဲ့အာမရအပေါင်းအသင်းဖြစ်ခြင်းနဲ့ပြောဆိုဆွေးနွေးခြင်းနဲ့ယဉ်နီးနီးတခါတလေကိုကညံမသက်ဝင်နိုင်နေလို့သူပြောတဲ့စကားကိုအဓိပ္ပာယ်မပေါက်လို့မကြိုက်ဘူးဆိုတာမျိုးတောင်မဖြစ်ချင်ဘူးအခုမသိရင်နောင်လည်းသိလာလိမ့်မယ်သူ့အပေါ်မှာဘလောက်ယုံကြည်ထားတော့ဟုတ်လားနှစ်သက်ပါရစေတဲ့အဲ့လိုဆူတောင်းတဲ့အခါကျတော့တရားမင်းကဘာပြောတော့ပညာရှိကိုဒီလောက်ကြီးနော်မျက်မျက်နှုံနှုံဖြစ်နေတာပညာရှိကတင့်ကိုဘာတွေများကောင်းတာတွေလုပ်လို့တော့အဲ့ဒါကြတော့စောစောကလူမိုက်ရဲ့သဘောတဘာဝနဲ့ဆန့်ကျင်ဘက်ပြောတာပေါ့နော်ဘုရားလောင်းကနေယနေယတိမေတာဝီအထုရာယံနယုံစတိနော်သူနေယောတေယသောဟောတိတမ္မာဟုတောနကုပ္ပတိဝိနယံသောပဇာနာတိတာတုဒေနတမဂမောတဲ့တရားမင်းတဲ့ပညာရှိဆိုတာနေယနေယတိမေတာဝီနော်နီလန်းမှန်တာကိုပဲညွှန်ပြတယ်သူပြောတဲ့စကားဘယ်တော့ဖြစ်သဘာဝကျတယ်ဖြစ်နိုင်တာကိုဖြစ်နိုင်တယ်ဘယ်လိုလုပ်ရင်ဖြစ်မယ်မဖြစ်နိုင်တာကိုမဖြစ်နိုင်ဘူးဘယ်လိုလုပ်ရင်မဖြစ်ဘူးဟုတ်လားသူပြောရတယ်ဗါတော့နီလန်းကျတယ်တဲ့အထုရာယနယုံစတိမကောင်းတာတွေကိုမရှင်းသေးဘူးမကောင်းတာကိုမတိုက်တွန်းဘူးမခိုင်းဘူးသူလည်းမလုပ်ဘူးဆင်းရဲသေးမဲ့အလုပ်တွေကိုမလုပ်စေဘူးဟုတ်လားပညာရှိဆိုတာသူနယောတေယသောဟောတိတဲ့ကောင်းတာတွေသဘာဝကျတာတွေကိုပြောရတာအလွန်လွယ်တယ်တဲ့နားပေါက်လွယ်တယ်သဘောပေါက်လွယ်တယ်ပညာရှိဆိုတာဟုတ်လားအထုရာယသူနယောတေယသောဟောတိတမ္မာဟုတောနကုပ္ပတိနော်ကောင်းတဲ့စကားမှန်တဲ့စကားပြောပြီးဆိုအမျက်မထွက်ဘူးတဲ့တခါတလေတချို့စကားတွေကောင်းတယ်မှန်တယ်ဒါပေမဲ့စိတ်တူစရာလေးတွေပါတတ်တယ်နော်စကားဖြောင်းကြားရခက်တစ်ပင်ဖြောင်းတက်ရခက်ဟုတ်လားကိုယ့်အကြောင်းကိုတခါတလေမှန်တာလေးတွေထောက်ပြပြီးတော့ပြောတယ်တကယ်မှန်နေတယ်ကောင်းနေတယ်ဆိုရင်လူမိုက်ကတော့ဘာဖြစ်မှာတော့စိတ်တူမှာပေါ့နော်
ညာရှိရတော့ကိုယ့်ကိုမကောင်းဘူးလို့ပြောလေသူပြောတာမှန်နေတယ်ကောင်းနေတယ်ဆိုရင်လက်ခံတယ်စိတ်မတူဘူးပေါ့ဟုတ်လားပညာရှိရဲ့သဘောဝိနည်းသောပဇာနာတိတဲ့သူ့စည်းကမ်းကိုလည်းသိတယ်တဲ့ဘလို့အချိန်ဘလို့နေရနော်ဘလို့လူရဲ့ရှေ့မှာငါဘလို့နေရမယ်ဘလို့ပြောရမယ်အကုန်လုံးနားလေတယ်ပေါ့ဒါကြောင့်သူနဲ့ပြောဆိုဆွေးနွေးတိုင်ပင်ရတာနေရထိုင်ရပေါင်းရသင်ရတာအလွန်မှစိတ်ကိုချမ်းသာစေတယ်ဟုတ်လားဒါကြောင့်မလို့တာတုတေနတမဂမောအဲ့လိုသဘောတဘာဝရှိတဲ့ပညာရှိတွေနဲ့ပေါင်းရတာအလွန်ကောင်းတယ်တဲ့နော်ဘလောက်ကောင်းတော့ဟုတ်လားအဲ့တော့အနှစ်ချုပ်ပြောရရင်လူမိုက်ဆိုတာဘာတော့မြင်ရရင်လည်းဆင်းရဲတယ်ကြားရင်လည်းဆင်းရဲတယ်သူ့တဘာဝမကြတာတွေတွေးပြီးတော့တခါလေကိုယ့်ဘဝရဲ့အချိန်တွေအများကြီးကုန်တယ်အကုသိုလ်တွေအခါလေအကြီးတောင်ဖြစ်တယ်ထိုင်ရမထဖြစ်နေတာနော်လူမိုက်လားနေရတာဘလောက်ဆုံးရှုံးတော့ဘလောက်ကိုယ်ထိခိုက်တော့ဒါကြောင့်ဘုရားလူမိုက်နဲ့မပေါင်းနဲ့လို့ပြောတာဘုံဘုံတို့စိတ်ဆင်းရဲနေရတာတွေအကုသိုလ်ဖြစ်နေရတယ်တဲ့များသောအားဖြင့်အဲ့ဒီတဘာဝမကြတဲ့မဟုတ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ကြရတာများတယ်လေဆက်ဆံရေးနယ်ပယ်မှာဟုတ်တယ်မဟုတ်လားတဘာဝကြတဲ့ကောင်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့မှာအကုသိုလ်ဖြစ်ရတယ်စိတ်တွေဆင်းရဲရတယ်ညှိရတယ်လို့ရှိလားမရှိဘူးဟုတ်လားဒါကြောင့်မို့လို့ကိုယ်စိတ်ကိုပူလောင်စေတဲ့ဆင်းရဲစေတဲ့ပင်ပန်းစေတဲ့တဘာဝမကြတဲ့လူမိုက်တွေနဲ့မတွေ့တာဟာအကောင်းဆုံးပဲဟုတ်လားကိုယ်တတ္တရာစီမဲ့နီးမှန်လမ်းမှညွှန်ပြနိုင်တဲ့စိတ်နှလုံးကိုငြိမ်းအေးစေတဲ့နော်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ကတော့ဘယ်အချိန်မဲ့တွေ့လေကောင်းလေပဲဒါပြောတာဟုတ်လားဒါကဘုံဘုံတို့အကိတိဇမဆုံးသေးဘူးနော်မဆုံးမလို့ကိုရှားပြီးတော့အဲ့ဒါပြည့်စုံအောင်နားလိုက်ကြဟုတ်လားဒါအချိန်ဝင်ခဲ့ပြီးတော့ဘုံဘုံတို့ကသွားမှာဟုတ်လားဒါလူမိုက်ရဲ့သဘောပညာရှိရဲ့သဘောဒါကြောင့်ပညာရှိကိုပေါင်းသင်းတဲ့လူမိုက်ကိုပေါင်းသင်းတဲ့မူလို့အဲ့ဒီအတွေးကိုရောက်အောင်ပညာရှိရဲ့သဘောလူမိုက်ရဲ့သဘောလေးတွေကိုပြောနေတာကုန်ပြီလားပြောစရာမကုန်သေးဘူးနောက်ထပ်ဘုံဘုံတို့သုတ်တန်တစ်ပုဒ်ရှိတယ်နော်ပစ္စည်းမနိကေထဲမှာလာတယ်ဘဟုဓာတုကသုတ်တန်တဲ့အဲ့ဒီမှာမြတ်စွာဘုရားရှင်အနန္ဒာကိုဟောတာရှင်အနန္ဒာကိုနော်စိတ္တအာနန္ဒာတဲ့လောကမှာကြောက်เสียတွေဘေးတွေအန္တရာယ်တွေဒုက္ခတွေဆိုတာလူမိုက်တွေကြောင့်ဖြစ်တာပညာရှိတွေကြောင့်ဖြစ်ထုံးတာမရှိဘူးတဲ့နော်တဲလေးတွေမြဲ့ရွက်မိုးထားတဲ့ဟုတ်လားကျူရိုးလေးနဲ့ဆောက်ထားတဲ့အဲ့ဒီတဲစုပ်လေးတွေကလောင်လိုက်တဲ့မီးဟာအင်ကြီးအုံကောင်းတွေကိုအကုန်လုံးဖျက်ဆီးပြီးတော့လောင်ကျွမ်းသွားတယ်လို့မျိုးလောကကြီးမှာလူမိုက်တွေကိုအစပြုတ်ပြီးတော့လောင်လိုက်တဲ့မီးဟုတ်လားဒုက္ခတွေဆင်းရဲတွေပင်ပန်းမှုတွေအကုန်လုံးဟာအကုန်လုံးလူအတိုင်းဝိုင်းကြီးတစ်ခုလုံးမှာဖြစ်ကုန်တော့ဒုက္ခတွေဖြစ်ကုန်တာဒါကြောင့်အဲ့ဒီကနေစတာမြတ်စွာဘုရားဘေးဟူသမျှဘယ်သူကြောင့်ဖြစ်တာလဲတော့လူမိုက်ကြောင့်ဖြစ်တာပညာရှိကြောင့်ဖြစ်ထုံးတာမရှိဘူးတဲ့ဒါကြောင့်မလို့ငါတို့ဟာပညာရှိဖြစ်အောင်နော်ကျင့်ကြမယ်အားထုတ်ကြမယ်လို့သင်တို့အဲ့လိုစိတ်ဓာတ်မွေးပြီးတော့လုပ်ရမယ်လို့မြတ်စွာဘုရားအဲ့လိုလေးဟောတာအဲ့လိုဟောတဲ့အချိန်မှာရှင်အနန္ဒာကမြတ်စွာဘုရားတဲ့ပညာရှိတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ဘယ်အတိုင်းတာဘလို့အည်သွေးတွေရှိရမှာတော့ဒါလိုရင်းလေးပဲဘုံဘုံပြောတာပါဟုတ်လားပညာရှိဖြစ်ခြင်းဘလို့လုပ်ရမှာတော့အဲ့မှာပညာရှိတို့ရဲ့အည်သွေး၄မျိုးအဲ့ဒီမှာဟောတယ်အများကြီးနော်အခုတရားအများကြီးရှိလာပြီဟုတ်လားအကြောင်းအရာတွေအများကြီးရှိလာပြီဒါပေမဲ့လို့ကိုကမျက်နှိုးတယ်တန်ဖိုးထားတယ်ဆိုပြန်ဖွင့်ပြီးတော့နားထောင်လို့မရဘူးလားရနော်ဒါကြောင့်ဘုံဘုံတို့ထပ်ပြီးတော့အသေးစိတ်မပြောတာပါဟုတ်လားပညာရှိတယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်တုံးဆိုတဲ့မေးခွန်းမြတ်စွာဘုရားဘယ်လိုဖြေတော့နော်အာနန္ဒာတဲ့ပညာရှိဆိုတာပညာရှိဖြစ်ဖို့ဆိုလို့ရှိရင်နံပါတ်1ဓာတုကုသလောဇဟောတိဓာတ်တဘာဝတွေကိုလိမ္မာကျွမ်းကျင်ရမယ်သိရမယ်မြင်ရမယ်နံပါတ်2အာယတနာကုသလောဇဟောတိတဲ့မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးနော်ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံလို့ဆိုတဲ့အပြင်အာယတနာ6ပါးအာယတနာတရားတွေကိုလည်းလိမ္မာကျွမ်းကျင်ရမယ်ဟုတ်လားပရိစ္ဆသမုပ္ပါဒကုသလောဟောတိတဲ့နော်ပရိစ္ဆသမုပ္ပါအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားကိုလည်းပဲလိမ္မာကျွမ်းကျင်ရမယ်တဲ့နောက်ဌာနကုသလောဇဟောတိတဲ့ဒါဖြစ်နိုင်တယ်ဒါမဖြစ်နိုင်ဘူးအကြောင်းဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်မှုရှိရမယ်တဲ့၄ချက်ပြောတယ်နော်ပညာရှိကိုပေါင်းဖို့ဆိုတဲ့စကားလေးနဲ့ဆက်ပြီးတော့ပညာရှိဖြစ်ဖို့ပညာရှိကိုလည်းပေါင်းဖို့အရေးကြီးတယ်လို့ပညာရှိဖြစ်ဖို့လည်းအရေးကြီးတာပဲလေဟုတ်လားအဲ့တော့ပညာရှိရဲ့သဘောတဘာဝကိုပြောနေတာနော်ဘယ်နှချက်တုံး၄ချက်နံပါတ်1ဓာတုကုသလောဇဟောတိတဲ့ဓာတ်တွေကိုလိမ္မာရမယ်အဲ့ဒါမြတ်စွာဘုရားအသေးစိတ်အများကြီးဟောတယ်နော်ဓာတ်ကအရင်ကနားလည်ရမှာဓာတ်18ပါးကိုနားလည်ဖို့လိုတယ်အဲ့ဒါဘာတွေတော့စက္ခုဓာတ်သောတာဓာတ်ခန္ဓာဓာတ်ဇိဝဓာတ်ကာယဓာတ်မနဓာတ်ဘုံဘုံတို့ခန္ဓာကိုယ်ကြီးလို့အကြံဉာဏ်ပြောကြပါစို့ဟုတ်လားမျက်စိဟာဓာတ်သဘာဝတရားတစ်မျိုးပုဂ္ဂိုလ်တ attva မဟုတ်အယောင်ကိုဖမ်းယူပြီးတော့နော်မြင်သိစိတ်ရဲ့တရားပေါ့နော်သူကအလွန်ဆန်းကျယ်တဲ့ဓာတ်တစ်မျိုးပေါ့ဟုတ်လား
ပြီးတော့ဒီမျက်စိကဖမ်းယူလိုက်တဲ့ယူပါယုံသူလည်းဓာတ်တစ်မျိုးပဲရူပဓာတ်တဲ့ဟောနာကဖမ်းယူလိုက်တဲ့ဘာတုံးတတ္ထာယုံအတန်လည်းဓာတ်တစ်မျိုးအနတ်ဓာတ်တစ်မျိုးအရသာဓာတ်တစ်မျိုးအတွေ့အထိဓာတ်တစ်မျိုးနော်ဓမ္မယုံဆိုတာကဓာတ်တစ်မျိုး12မျိုးရှိသွားပြီနော်ဒါကိုပဲနောက်ဟာအာယတနာ12ပါးဆိုသူ့ကိုပဲပြောတာပဲနောက်ထပ်ဘုံဘုံတို့နားလည်ဖို့အလွန်ကောင်းတဲ့ဓာတ်ကဘာလဲဆိုတော့အယောင်နဲ့မျက်စိနဲ့တွေ့တဲ့အခါမှာနော်မိခတ်ကြောက်ခတ်လိုက်လို့မိဘွားလေးထွက်လာတယ်လို့မျိုးပေါ့တိစိတ်ကလေးဖြစ်သွားအံ့ဩစရာပေါ့နော်မြင်သိစိတ်အဲ့ဒါကိုစက္ခုဝိညာဏတ္တလို့ခေါ်တယ်ဟုတ်လားလက်ဝါးနှစ်ဖြက်ဗျမ်းဆိုရိုက်တဲ့ခါအတန်ထွက်လာတယ်လို့မျိုးပေါ့ဟုတ်လားထွက်လာပြီးတော့ပျောက်သွားရောနော်အဲ့လိုပဲနားနဲ့အတန်နဲ့နော်တွေ့လိုက်တဲ့အချိန်မှာဇာတိစိတ်ဝိညာဏတ္တအာဂန္တုဧည့်တယ်လေးသူကဖြက်ဆိုပေါ်လာတာပြီးတော့ပျောက်သွားတာပဲပြီးတိုင်ပျောက်သွားတာနော်အဲ့ဒါလိုပဲအနတ်နဲ့နှာခေါင်းအရသာနဲ့လျှာဟုတ်လားပုထဘာယုံနဲ့ကာယပတာရဓမ္မယုံနဲ့မနဟုတ်လားအဲ့ဒါလိုအတီးတီးသူ့အာယုံသူ့ဓာရတိုက်ကြတဲ့အခါမှာတိစိတ်တွေဟာမိဘွားတွေလို့နော်ခန္ဓာကိုယ်စက်ယုတ်ကြီးကနေပြီးတော့တဖွာဖွာထွက်နေတယ်လို့ဒါလေဒီဆိုကြီးကအဲ့လိုလေးမြင်အောင်ပြောတယ်မျက်စိမှာလည်းပဲဝိညာဏတ္တအမြဲတမ်းထွက်နားကလည်းအမြဲတမ်းထွက်တလဲစီသွားတာပါတပြိုင်တည်းထဲသွားတာမဟုတ်ဒါစိတ်ကအလွန်မြန်တဲ့အတွက်ကြောင့်တပြိုင်တည်းထဲဖြစ်နေတယ်လို့တောင်ထင်ရတယ်ဟုတ်လားအဲ့လိုတဖွာဖွာထွက်နေတာတွေကဘာတွေတုံးဆိုတော့ဝိညာဏဓာတ်တွေတိတဲ့ဓာတ်တွေအတိဓာတ်တွေပေါ့ဟုတ်လားဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့နားလည်ရမယ်ဓာတ်ကိုနားလည်ရမယ်ဆိုအဲ့ဒါကိုပြောတာဒါပညာရှိတယောက်ဖြစ်နေတယ်ဆိုခုပြောခဲ့တဲ့ဓာတ်18ပါးကိုပိမှကျွမ်းကျင်အောင်ကြိုးစားရမယ်ဟုတ်လားသူတို့ဖြစ်နေတာကိုတဲ့သိရမယ်သူတို့ဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့သိရမယ်သူတို့ကအကြောင်းအကျိုးသဘောတွေလို့သိရမယ်သူတို့ကအနိစ္စဒုက္ခအနတ္တတွေလို့သိရမယ်ဒါဓာတ်ကိုလိမ္မာဖို့ပြောတာပြီးတော့ဗါတော့အာယတနာကုသလောစတဲ့နော်အာယတနာ12ပါးကိုတိမ်မှကျွမ်းကျင်ရမယ်ဟုတ်လားဓာတ်ကိုတော့ဘုံဘအနှစ်ချုပ်ပြီးပြောလိုက်တယ်နောက်ထပ်ဆက်ပြီးတော့ဟောထားတာအများကြီးပဲအဲ့တုတ်တန်ထဲမှာဟုတ်လားနောက်တစ်ခုကဘာတော့ပရိစ္ဆသမုပ္ပါဒကုသလောစဟောတိအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာကိုနားလည်ရမယ်နော်မတိမှုအဝိဇ္ဇာဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်ဘဝကိုဆင်းရဲမှမသိတဲ့နော်အဝိဇ္ဇာကိုအခြေခံပြီးတော့အကြောင်းပြုပြီးတော့ဒီဘဝတွေထပ်ပြီးတော့ရရကြောင်းအလုပ်တွေလုပ်တာနော်ဘဝကိုဒုက္ခမှမသိတဲ့အခါကျတော့အကောင်းထင်ပြီးတော့နော်ရရကြောင်းအလုပ်တွေကိုလုပ်တာအဲ့ဒါလုပ်တာကိုသင်္ခါရလို့ခေါ်တယ်အဝိဇ္ဇာပစ္စည်းဟာသင်္ခါရလူတိုင်းရနော်အဲ့လိုလုပ်လိုက်ပြီးဆိုတော့ကံတရားတွေဖြစ်တဲ့အတွက်ကြောင့်ပရိသေတွေဝိညာဉ်ဟောဖြစ်တယ်ဟုတ်လားပရိသေတွေဝိညာဉ်ကိုအကြောင်းပြုပြီးတော့နောက်ထပ်တစ်ဘဝလုံးဝိညာဉ်တွေဆက်ပြီးတော့သိစိတ်တွေဖြစ်ကြတာပေါ့နော်ဝိညာဏပစ္စယနာမရူပအဲ့ဒီပရိသေတွေဝိညာဉ်စိတ်ကိုအကြောင်းပြုပြီးတော့နော်နာနဲ့ရုပ်ဖြစ်လာတယ်ဟုတ်လားအဲ့ဒီနာယုတ်ကိုအကြောင်းပြုပြီးတော့သာလာယတနာမျက်စိနာနာလျှာကိုယ်စိတ်ပေါ်လာတယ်နော်အကြောင်းအကျိုးတွေဆက်ပြီးတော့နောက်ဆုံးဘယ်ရောက်သွားတော့ဇာတိပစ္စယသရမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာဥပိ္ပဇန္တိဟုတ်လားတက်ဒီဖြစ်စဉ်တွေဟာဘာတွေတုံးလို့ဆိုရင်ဆင်းရဲဒုက္ခတွေပဲဖြစ်နေတဲ့သဘောဟုတ်လားဘဝရဲ့အကြောင်းကိုနော်ပရိစ္ဆသမုပ္ပါဒနော်နီလန်းနေနဲ့စနစ်တကျအဲ့ဒါကိုဘုံဘုံတို့ကသိအောင်မြင်အောင်ကြိုးပမ်းအားထုတ်ရမယ်ပရိစ္ဆသမုပ္ပါဒကုသလဟောတိဒါကိုဘုံဘုံတို့ပြောနေလို့ရှိရင်ပရိစ္ဆသမုပ္ပါတရားဖြစ်သွားမယ်ဟုတ်လားကိုကဘာကိုပြောနေတာတော့ပညာရှိကိုပြောနေတာနော်ဒါကြောင့်ပညာရှိဖြစ်ရင်ဘာကိုနားလဲရမှာတော့ပရိစ္ဆသမုပ္ပါကိုနားလဲရမယ်ဟုတ်လားအကျဉ်းမပြောနိုင်ဘူးနော်ပြီးတော့ဘာကိုနားလဲရမှာတော့ဌာနကုသလောစဟောတိတဲ့ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာနော်အရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်တာဆိုကြပါစို့နော်သောတာပန်နဲ့ပုထုဇဉ်တို့ရဲ့ကွာခြားချက်ကိုသိရမယ်သောတာပန်ဘယ်တော့မှအဖေမေမတတ်ဘူးပြင်စန္ဒနိယကံဘယ်တော့မှမလွန်ကျူးဘူးဖျားမတပါတခြားဆရာကိုညွှန်ပြကြဘယ်တော့မှမရှိဘူးပုထုဇဉ်ဆိုအဲ့ဒီ6မျိုးအမြဲတမ်းဖြစ်နိုင်တယ်ဟုတ်လားအများကြီးပါပဲမြတ်စွာဘုရားအဲ့ဒီမှာဟောတာနော်ဖျားနဲ့စုဒီပိုင်းနဲ့ထဲမဝင်ကောင်းဘူးစัจ java ရိမင်းနှစ်ပါးဒီပိုင်းနဲ့ထဲမဖြစ်ဘူးဟုတ်လားအမျိုးသမီးဟာဖျားမဖြစ်နိုင်ဘူးအမျိုးသမီးဟာတရားမဖြစ်နိုင်ဘူးမဖြစ်နိုင်တာတွေကိုလည်းသိရမယ်အထူးသဖြင့်ဒုစရိုက်တရားနဲ့သုစရိုက်တရားတို့ရဲ့နော်သူတို့ရဲ့စွမ်းအားတွေနော်ဒုစရိုက်တရားဆိုတာကောင်းတဲ့ဘဝကိုမပို့နိုင်ဘူးသုစရိုက်တရားဆိုတာဆိုးတဲ့ဘဝကိုမပို့နိုင်ဘူးသူ့အကြောင်းနဲ့သူ့အကျိုးအတွဲလိုက်လေးတွေကိုဘုံဘုံတို့ကနားလေရမယ်ပေါ့နော်အများကြီးပဲအဲ့ဒါကိုလည်းမြတ်စွာဘုရားဟောတာတယ်အဲ့ဒါဗါတဲ့အကျုံးဝင်တာတော့ဖြစ်နိုင်တာမဖြစ်နိုင်တာတွေကိုသိရမယ်မြင်ရမယ်ပညာရှိဖြစ်ခြင်းနဲ့ဆိုရင်၄ချက်နော်ဓာတုကုသလောဇာဟောတိဓာတ်ကိုလိမ္မာကျွမ်းကျင်ရမယ်အာယတနာကုသလောဇာဟောတိအာယတနာကိုလိမ္မာကျွမ်းကျင်ရမယ်ပရိစ္ဆသမုပ္ပါဒကုသလောဟောတိပရိစ္ဆသမုပ္ပါကိုလိမ္မာကျွမ်းကျင်ရမယ်ဌာနကုသလောဇာဟောတိ
အရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်ရမယ်တဲ့ဒါဗဟုဓာတုကသုတ်တံအရာပညာရှိတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့အရည်အသွေးပေါ့နော်ဆက်ပြီးတော့ပညာရှိဆိုတာဘာလဲဆိုတာလေးကိုနော်အဲ့ဒီအပိုင်းလေးကိုအဆုံးသက်ကလေးဘုံဘာပြောရင်တော့ဒါလေးကတော့ဓမ္မပဒပါဠိတော်ထဲမှာလာတယ်သူကမလေးနဲ့ဘူးလို့နဲ့လေးနဲ့တယ်ဘုံကတော့အလွန်သဘောကျတယ်ဘာပြောတော့နာတေနပန္တိတောဟောတိယာဝတဘဟုပါတတိခေမီအဝေရီအဘယောပန္တိတောတိဘောဇတိတဲ့နော်နာတေနပန္တိတောဟောတိယာဝတဘဟုပါတတိတဲ့လောကအကြောင်းကိုအများကြီးသိလို့စကားတွေကလည်းတက်လို့အများကြီးပြောတတ်ခါမျှဖြင့်အဲ့ဒါပညာရှိလို့မဆိုဘူးတဲ့စကားတွေအများကြီးပြောတတ်လို့ပညာရှိလို့ဆိုတာမဟုတ်ဘူးတဲ့တချို့ကအများကြီးသိအများကြီးသိတော့ဗါတော့အများကြီးပြောတတ်တယ်ဟိုအကြောင်းလည်းသိဒီအကြောင်းလည်းသိဟုတ်လားအဲ့ဒီလိုအများကြီးသိပြီးအများကြီးပြောတဲ့ခါမျှနဲ့ပညာရှိလို့မမြည်သေးဘူးတဲ့ဟုတ်လားအများကြီးပြောတဲ့ယုံမျှနဲ့ပညာရှိမဟုတ်သေးဘူးဒါပေမဲ့ပညာရှိဆိုတာဘယ်လိုဟာတော့ခေမီအဝေရီအဘယောပန္တိတောတိဘုဇတိတဲ့ခေမီကိုနော်ဘေးကင်းအောင်လုပ်တတ်ရမယ်အဝေရီကိုရန်ကင်းအောင်လုပ်တတ်ရမယ်အဘယောကိုအကြောက်ကင်းအောင်လုပ်တတ်ရမယ်တဲ့နော်ဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်လုပ်တတ်မှနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်မှအဲ့ဒီလိုကိုပန္တိတောတိဘုဇတိပညာရှိလို့ဆိုတာတဲ့ကိုဘုံဘုံတို့မှာစိုးရိမ်မှုဆိုတဲ့ဘေးဟုတ်လားစိုးရင်တရားနဲ့ကြုံရင်မစိုးရင်ဥမှာပဲမဟုတ်လားငိုစရာနဲ့ကြုံရင်ငိုဥမှာပဲကြောက်စရာနဲ့ကြုံရင်ကြောက်ဥမှာပဲဟုတ်လားရန်နေရလည်းပဲကင်းပြီလို့ဆိုနိုင်လားမဆိုနိုင်ဘူးစဉ်းစားကြည့်နော်ဒီစကားလေးကိုဘုံဘအလွန်သဘောကျတယ်အဲ့တော့လူတယောက်ဒီပညာတွေဘလောက်ပဲသိပါတယ်ပြောတတ်ပါတယ်ပြောကိုမှဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်မနေတတ်ဘူးဆိုရင်သူ့ကိုပညာရှိလို့ဆိုနိုင်မလားမဆိုနိုင်ဘူးဘာလို့ကိုယ့်ကိုချမ်းသာအောင်မနေတတ်သေးဘူးပေါ့နော်ဟုတ်လားလူတိုင်းကအခုလုပ်နေတဲ့အလုပ်တွေကဘေးဖြစ်ဖို့ရန်နေနဲ့တွေ့ဖို့နော်တစ်ချိန်ချိန်မှာကြောက်ရဖို့အတွက်လုပ်နေတာတွေမရှိဘူးလားရှိတယ်အခုလိုဘုံဘုံတို့ဆိုကြပါစို့တရားဓမ္မကိုအာမတုဘဲနဲ့အမှတ်တမဲ့တွေနေနေတာကွာစပြီးတော့ဘေးတွေနဲ့တွေ့ဖို့ရန်နေနဲ့တွေ့ဖို့အကြောက်တရားတွေနဲ့တွေ့ဖို့နေနေရရောက်တယ်အဲ့ဒီထိမြင်ဖို့လိုတယ်ဟာအကြီးအကျယ်ဒုစရိုက်တရားတွေကိုလုပ်နေမှငရဲကြာကြောင်အလုပ်တွေကိုလုပ်နေမှဟုတ်လားဘေးတွေရန်နေအကြောက်တရားတွေနဲ့တွေ့အောင်လုပ်နေတာလို့ပြောလို့မရဘူးနော်အဲ့ဒါကတော့အဆိုးဆုံးပေါ့ဟုတ်လားမိမိရောပေါ်ဆာဖြစ်တယ်လို့နေနေတဲ့အနေအထားတိုင်းဟာရောကောင်းတာတွေဖြစ်ခြင်းရဲ့အကြောင်းလားဆိုးတာတွေဖြစ်ခြင်းရဲ့အကြောင်းလားဆိုးတာတွေဖြစ်ခြင်းရဲ့အကြောင်းပေါ့အဲ့ဒီထိမြင်သိခြင်းနဲ့အဲ့ဒီဒေသနာလေးကိုမြင်တဲ့မှလည်းခံစားလို့ရမှာနော်ဟုတ်လားဒါကြောင့်တခါတလေဘုံဘုံတို့ကအပေါ်ယံအတိတွေနဲ့စကားတွေတော့အများကြီးပြောနေတာပဲဟုတ်လားဒါပေမဲ့စကားတွေအများကြီးပြောတတ်လို့ပညာရှိလို့မခေါ်ဘူးတဲ့မြတ်စွာဘုရားအလွန်ကောင်းတယ်နော်ဒီဒေသနာလေးဟုတ်လားနတေနပန္တိတောဟောတိယာဝတဘုပါတတိဘလောက်ပြောတတ်ဘလောက်ပဲအများကြီးပြောပညာရှိအဲ့လောက်နဲ့ပညာရှိလို့မဆိုဟုတ်လားဘေးကင်းအောင်ရန်ကင်းအောင်အကြောက်ကင်းအောင်နေတဲ့ထိုင်တဲ့လှုပ်တဲ့ကိုင်တဲ့ပြောတဲ့ဆိုတဲ့နော်ဘဝမှာအဲ့လိုသွားတတ်မှသူ့ကိုဘာလို့ခေါ်တော့ပညာရှိလို့ခေါ်မယ်တဲ့ဟုတ်လားဒါပညာရှိရဲ့သဘာဝဒီလောက်နဲ့ပြီးအောင်နော်ဒုတိယမေးခွန်းပါတော့ဘာကြောင့်ပညာရှိကိုမြတ်စွာဘုရားပေါင်းခိုင်းရတာတော့အလွယ်ကူဆုံးဖြေရရင်တော့ပညာဓာတ်တွေကူးဆက်လာဖို့ဟုတ်လားပညာရှိတွေကကောင်းမွန်တဲ့သဘာဝတွေကိုယ်စီရောက်လာဖို့လူမိုက်နဲ့ဘာကြောင့်မပေါင်းနဲ့လို့ပြောရတာတော့လူမိုက်ဓာတ်တွေကူးမှဆိုလို့အမိုက်ဓာတ်တွေကူးမှဆိုလို့ပြောရတယ်နော်အခုလည်းပဲပညာရှိနဲ့ဘာကြောင့်ပေါင်းခိုင်းတာတော့သို့တော့ပြောခဲ့တဲ့ကောင်းမွန်တဲ့ပညာရှိရဲ့သဘာဝမျက်နှိုးစရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့သဘာဝတွေဘာလို့ကိုယ်တန်တန်ကူးဆက်လာဖို့ဟုတ်လားဒါကြောင့်မို့လို့ပညာရှိကိုမြတ်စွာဘုရားပေါင်းခိုင်းတာအဲ့ပညာရှိတို့ရဲ့တန်ဖိုးပညာရှိနဲ့ပေါင်းသင်ရခြင်းရဲ့အကျိုးကျေးဇူးဒါတွေကိုဒေသနာတွေကထုတ်နှုတ်ပြောမယ်ဆိုရင်နောက်ညပါဆက်ပြီးတော့ပြောလေရမှာပဲဟုတ်တယ်မဟုတ်လားဟိုတရားဘယ်လိုဟောနေရတော့ဗရိတ်အုပ်ပြီးတော့ဟောတယ်ဟုတ်လားနော်စဉ်းစားကြည့်နော်ဒီမင်္ဂလာတရားရဲ့ကျေပြန့်ပုံလေးကိုပြောတာပါဟုတ်လားအဲ့တော့ဘာကြောင့်မြတ်စွာဘုရားပညာရှိကိုပေါင်းသင်ခိုင်းရတော့ဆိုတာနဲ့ပတ်သက်ပြီးတော့ပညာရှိတို့နဲ့ပေါင်းသင်ရခြင်းရဲ့နော်အကျိုးကျေးဇူးများပုံတန်ဖိုးကြီးပုံဒါလူတိုင်းကြားဖို့တဲ့စကားလေးတစ်ခွန်းဒီထဲမှာထည့်ပြီးတော့နော်မှတ်စေခြင်းနဲ့အဲ့ဒါပါတော့တခါတုန်းကရှင်အနန္ဒာကမြတ်စွာဘုရားကိုတွားလျှောက်တယ်သူတွေးမိတာလေးတစ်ခုမြတ်စွာဘုရားတဲ့ကလျာဏမိတ်တပညာရှိသူတော်ကောင်းတို့နဲ့မိကောင်းဆွေကောင်းတွေနဲ့ပေါင်းရတာများအလွန်ကောင်းတယ်ဗျာဗြဟ္မစရိယမြတ်သောအကျင့်ရဲ့တဝက်ဟာအလိုလိုပြီးကြီးသွားလိမ့်မယ်ကိုတဝက်ပဲလောက်ရမယ်ဟုတ်လားကလျာဏမိတ်တတဲ့အဲ့ဒီကျတော့အဲ့လိုလေးသုံးတယ်ဟုတ်လားမိကောင်းဆွေကောင်းနော်ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်ရတဲ့သဘော
မြတ်သောအကျင့်ရဲ့နော်တဝက်ဟာအလိုလိုပြီးကြီးသွားမယ်တဲ့အဲ့တော့မြတ်စွာဘုရားအာနန္ဒာအဲ့လိုမပြောနဲ့တဲ့ဟောနှစ်ခွန်းတောင်ဆက်ပြီးတော့တားတယ်တဲ့ကလျာဏမိတ်တမိတ်ကောင်းရွှေကောင်းနဲ့ပေါင်းအသင်းရပြီပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်းရပြီဆိုရင်အဲ့ဒီဗြဟ္မစရိယတစ်ခုလုံးပြီးတယ်တဲ့အကုန်လုံးပြီးကြီးတယ်တဲ့လွန်လာရင်လားလို့ထင်စရာရှိရဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားသူ့စကားကိုနော်ဘယ်လိုတက်တည်ပြပြီးတော့မြတ်စွာဘုရားဆက်ဟောတော့အာနန္ဒာတဲ့ငါဘုရားတည်းဟူသောမိတ်ရွှေကောင်းနဲ့ပေါင်းရသင်းရလို့သင်တို့ဟာလွတ်မြောက်နိုင်ခဲ့တဲ့ဇာတိဇရာမရဏဒီဒုက္ခကန္တာရတွေကနေလွတ်မြောက်ခွင့်ရကြတာမဟုတ်လားတဲ့ဟောစဉ်းစားကြည့်နော်တကယ်ဘုံဘုံတို့ဒုက္ခတွေလွတ်သွားတာဘယ်သူကြောင့်လွတ်တာတော့မြတ်စွာဘုရားတည်းဟူသောမိတ်ကောင်းရွှေကောင်းနဲ့ပေါင်းရလို့လွတ်ရတာဟုတ်တယ်မဟုတ်လားလွတ်ရလွတ်ကြောင်းအလုပ်တွေကိုလုံနိုင်တာဒါဘုံဘုံတို့ဒါကတော့ဒီနာလူတွေအခုတော့မလွတ်သေးဘူးပေါ့ဟုတ်လားလွတ်ရလွတ်ကြောင်းအလုပ်တွေကဘာဆိုတော့မသိရဘူးလားသိရတယ်အဲ့တော့ပြောနေတာကဘာတော့နော်ဒီပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းရတယ်ဆိုတာမြတ်သောအကျင့်အားလုံးကိုပြီးစီးစေတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်လေးဟုတ်လားဒုက္ခအလုံးကလွတ်မြောက်ဖို့အတွက်နော်ပညာရှိသူတော်ကောင်းရဲ့နော်အရေးပါပုံလေးကိုမြင်ဖို့ဒါကိုဥစွာပြောတယ်ဟုတ်လားဆက်ပြီးတော့ပညာရှိသူတော်ကောင်းတို့နဲ့ပေါင်းသင်းရခြင်းရဲ့နော်တန်ဖိုးတနည်းအားဖြင့်ကလျာဏမိတ်တရဲ့အကျိုးကျေးဇူးအဲ့ဒါကိုဘုန်းတို့သုတ်တန်တစ်ပုဒ်ကိုထုတ်ပြီးတော့ပြောမယ်ဒါတော်တော်ပြောစရာကောင်းတယ်ပေါ့နော်အလွန်ပေါ်လွင်ထင်ရှားတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဘုန်းတို့မေဂိယသုတ်တန်ဆိုတာရှိတယ်အင်္ဂုတ္တအဲ့ဒီတော့နဝကနိပတ်ထဲမှာဒီမေဂိယအကြောင်းကိုလူတိုင်းတော်တော်များများကြားဘူးပါတယ်နော်သူကဆွမ်းခံသွားရင်းနဲ့မြတ်စွာဘုရားကိုအဲ့တုန်းကသူကပစ္စသမဏပေါ့ပြုစုတဲ့ယဟန်ရှင်အနန္ဒာလိုမျိုးပေါ့ဟုတ်လားအဲ့တော့ဒီနေ့တော့ဆွမ်းခံပြန်လာရင်းနဲ့မြစ်ဘေးကတရတော်အုပ်လေးကတိတ်ဆိတ်ပြီးတော့လှသားရနေအဲ့ကိုသွားလို့သူတရားအထုတ်ခြင်းမြတ်စွာဘုရားဒီခွန်တောင်းတော့မြတ်စွာဘုရားသူဘလို့တွေဖြစ်လာမှာဆိုတော့မြင်လို့မို့ငါအခုတပါးတည်းရှိသေးတယ်နောက်ထပ်ငါခိုင်းစရာစီစရာနောက်ထပ်တပါးရောက်မလာမချင်းစောင့်ပါအောင်မရဘူးနောက်ထပ်ပြီးတော့တောင်းပန်တယ်မြတ်စွာဘုရားထပ်တားတယ်ထပ်ပြီးတော့သူကခွင့်တောင်းတယ်မြတ်စွာဘုရားထပ်တားတယ်ထပ်တားတော့သူဘာပြောဆိုမြတ်စွာဘုရားတရားတွေအကုန်သိပြီးတော့ချမ်းသာသွားပြီဒုက္ခတွေအကုန်ဖြည့်ဆည်းပြီးသွားပြီပေါ့နော်သူကဘာမှမလုပ်ရသေးဘူးပေါ့ဒါကြောင့်သူတရားအထုတ်ချင်တာမတားပါနဲ့ပေါ့မြတ်စွာဘုရားတော့အလုပ်တွေပြီးသွားပြီသူကတော့ဘာမှအလုပ်မပြီးသေးဘူးဒါကြောင့်သူသွားလုပ်ပေးရစီပေါ့အဲ့တော့မြတ်စွာဘုရားအဲ့ဒါလိုပြောပြီးတော့တောင်းဆိုနေမှာတော့ငါဘာတက်နိုင်မလို့ဆိုခွင့်လွတ်လိုက်ရတာပေါ့နော်အဲ့ဒါသွားရောအဲ့ဒီတရတော်တဲ့ကိုအဲ့တပါးတည်းသွားအားထုတ်အဲ့အရင်ဘုရားသူအဲ့ဒီနေရာမှာရှင်ဘုရင်ဖြစ်ခဲ့တယ်လို့ဆိုအဲ့ဒီဓာတ်တွေကလာပြီးတော့ရိုက်ခတ်တယ်အံ့ဩစရာကြီးသိလားအဲ့တော့သူ့စီကူထဲမှာသူကဘုရင်ကြီးဖြစ်လို့တဲ့ဟုတ်လားကြောက်ဖြာကြီးကလည်းပဲနန်းတော်ကြီးဖြစ်လို့ဟုတ်လားပလင်ကြီးဖြစ်လို့အဘေးမှာလည်းပဲမောင်မမိတ်တန်းနေနဲ့စီကူတွေတဲ့နေပေါ့လားဒါပေမဲ့သူလုံးမဲ့အလုံးနဲ့တော့စီကူတွေကဘာဖြစ်နေလွဲနေတာပေါ့တဲ့နေတာမို့လွဲနေတာဟုတ်လားအဲ့ဒါနဲ့သူတတိယတော့ဟာအံ့ဩတယ်ကြည်သန်းငါယုံကြည်မှုနဲ့ယဟန်ဖြစ်ခဲ့ဗျံပြုခဲ့တာပေါ့နော်အစားချောင်တော့ငါသာသနာပေါင်းဝင်လာတာပေါ့ငါမှယုံကြည်မှုနဲ့ငါယဟန်ပြုလာတာပေါ့အဲ့ဒါအခုငါမှဒီမှာယုံညံ့တဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိညာဏဝိတ္တတွေဖြစ်နေတယ်ဆိုပြီးတော့ဘလို့မှတရားလုပ်လို့မရဘူးအဲ့ဒါမြတ်စွာဘုရားကြီးပြန်ရောက်သွားတယ်အဲ့ဒါကိုမြင်လို့မြတ်စွာဘုရားသူ့ကိုတားလို့မရဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ပြန်လာတဲ့အခါကျတော့မင်းငါတားလားပဲဆိုတာမျိုးလည်းပြောလို့ရတာပေါ့ဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တော့မြတ်စွာဘုရားသူ့ကိုတရားဟောတယ်အဲ့ဒီဟောတဲ့တရားကဒီပညာရှိသူတော်ကောင်းတို့နဲ့ပေါင်းသင်းရခြင်းရဲ့အကျိုးကျေးဇူးကိုအလွန်ထင်ရှားစေတဲ့အကြောင်းအရာလေးပါလာတယ်အဲ့ဒီမှာမြတ်စွာဘုရားဘာဟောလို့ဆိုတော့မေဂိယတဲ့စေတောဝိမု ക്തി စေတောဝိမု ക്തി ဆိုတာစိတ်ကကိလေသာကလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုပေါ့အရဟတမေအရဟတဖို့လို့နားလည်ဖို့လို့ယဟန္တာဖြစ်တဲ့စိတ်အနေထားလို့တာမန်အဖြစ်အဲ့လိုနားလည်စေခြင်းဟုတ်လားစေတောဝိမု ക്തി စိတ်ကကိလေသာကနေလွတ်သွားတာပေါ့ဘုန်းဘုန်းတို့စိတ်တွေကကိလေသာကမလွတ်သေးဘူးကိလေသာအပြည့်အဝမလွတ်တာတော့အုပ်ချုပ်ထားတာဟုတ်လားအဲ့ဒီစေတောဝိမု ക്തി စိတ်ကကိလေသာကလွတ်မြောက်မှုဆိုတဲ့အနေအထားလေးရင့်ကျက်သွားဖို့အတွက်တရား၅မျိုးလိုတယ်တဲ့ဆိုလိုတာကစိတ်ကကိလေသာကနေလွတ်မြောက်သွားတဲ့အနေအထားမျိုးလေးတစ်ဖြည်းဖြည်းနဲ့ရင့်ကျက်သွားခြင်းနဲ့ဆိုလို့ရှိရင်ဘုန်းဘုန်းတို့မှာအဲ့ဒီရင့်ကျက်မှုမရှိသေးဘူးပေါ့ဟုတ်လားအဲ့ဒါရင့်ကျက်ခြင်းနဲ့ဆိုရင်ဘာလို့ရမှာတော့တရား၅မျိုးလိုတယ်တဲ့အဲ့ဒါနံပါတ်1ပါအောင်ဆိုနံပါတ်1ကလျာဏမိတ်တနံပါတ်2ကကိုချင်းတီလာတဲ့တခြားမှတ်နော်နံပါတ်3ကစကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူပြည့်ပြည့်စုံစုံကြားခွင့်ရခြင်းတဲ့နံပါတ်4ကဝရိယအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားတဲ့ဝရိယနံပါတ်5ကဖြစ်ချင်းပြချင်းကိုထိုးထွင်းပြီးတော့သိနိုင်မြင်နိုင်တဲ့ယုံ nant တရားတွေကိုအနိစ္စဒုက္ခအနတ္တကောင်းကောင်းသိနိုင်မြင်နိုင်တဲ့ပညာတဲ့5မျိုးနော်စေတောဝိမု ക്തി စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုအဲ့ဒီအနေအထားလေးရင့်ကျက်သွားခြင်းနဲ့ဆိုရင်ဆိုကြတော့တစ်သီးလေးတွေနဲ့ရှင်လို့တွေ့ကြည့်တစ်သီးလေးတွေနှုတ်နေတယ်ဆိုလို့ရှိရင်
နောက်တည်သီးလေးတွေနှုတ်နေတယ်ဆိုရင်တည်သီးရဲ့အရာလားအပြည့်အဝပေါ်မလားပေါ်ဒီကောင်းဆိုမရင်သေးဘူးနှုတ်လေးရှိသေးတယ်ဟုတ်လားရင်တာတော့တော်တော်ကြီးကိုရင်ပြီးတော့ဟောအညာကျွေးကြလာအောင်ရင်မှတည်သီးကပိုးချိုမယ်ဟုတ်လားရှင်းကျက်သွားတယ်ရင်တယ်ကြက်တယ်နှလုံးပေါင်းထားနော်ဗမာစကားလေးမျက်နှိုးစရာလေးရင်တာကတည်သီးတွေကိုရည်ညွှန်းလို့ရတယ်ဟုတ်လားကြက်တာကတော့ဘယ်လိုပြောထမင်းချက်နေတဲ့လူတွေမှတ်မိဘူးလားဘာထမင်းကြက်နော်ထမင်းမကြက်ဘူးဟင်းကမကြက်ဘူးလို့စားလို့ရမလားကြက်သွားမှလေချက်ပြီးဟေ့ဆိုရင်တော့ကြက်မှပေါ့နော်အသီးတွေသီးပြီးဆိုရင်လည်းရင့်မှပေါ့ဟုတ်လားသူကလေတဲ့နုနုလေးကိုလည်းပဲအမျက်တနိုးသွတ်တဲ့အားလည်းရှိတော့ရှိတာပေါ့ဟုတ်လားအဲ့တော့ရင့်ကျက်တယ်ဆိုတာလေးကိုပြောတာပါအဲ့တော့ကိုယ့်ရဲ့ဒီစေတဝိမုတ္တိရင့်ကျက်ဖို့အတွက်တရားဘယ်နှမျိုးလို့တော့၅မျိုးတဲ့ကလျာဏမိတ်တမိကောင်းဆွေကောင်းရှိရမယ်ကိုချင်းသီလဖြူစင်ရမယ်စကားကောင်းကိုကြားရမယ်တဲ့အဲ့ဒီစကားကောင်းကြားမှာကိုစကား10မျိုးတော်မျိုးဆိုပြဟောတယ်ဟုတ်လားစကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်စိတ်ရင့်ကျက်ခြင်းလို့ရှိရင်စကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်မိတ်ဆွေကောင်းရှိရမယ်ကိုချင်းသီလဖြူစင်ရမယ်စကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်စကားကောင်း10မျိုးတဲ့အပိစ္ဆကထာအလိုနဲမှုနဲ့စက်တဲ့စကားလောဘတက်စီတဲ့စကားမျိုးမကြားစေနဲ့ဟုတ်လားမရှိလေဖြစ်ပါတယ်ဆိုတာမျိုးကိုကြားဖို့လိုတယ်ဟုတ်လားအလိုနေတဲ့စကားအလိုကြီးတဲ့စကားမျိုးမဖြစ်စေရဘူးနော်ပြပါတော့ရောင်ရဲမှုနဲ့စက်တဲ့စကားတန်တုဋ္ဌိကထာဘယ်တော့မှမပြီးနိုင်မဆုံးနိုင်ဟာခြိတက်နေတာမျိုးမဖြစ်စေနဲ့ရောင်ရဲမှုရှိရမယ်ပေါ့ဟုတ်လားပြီးတော့ပါတော့ပဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်တည်းနေဖို့တစိတ်တည်းထားဖို့ဟုတ်လားပြီးတော့ပါတော့အတ္တန်တက်ကကထာမယောနှုံးမှုနဲ့ဆက်တဲ့စကားဟာဟိုလူနဲ့လည်းအပေါင်းအသင်းဟာဒီလူလည်းပဲတန်ရောစင်မပြတ်ဟာဆက်မှုတွေအများများနေရင်ဘယ်လူရင်းတန်းတန်းပဲသွားနိုင်မလို့ဟုတ်လားအတ္တန်တက်ကကထာတဲ့နောက်ဝိရိယဓမ္မကထာမကောင်းတာမလုပ်ဖို့ကောင်းတာလုပ်ဖြစ်ဖို့နောက်ကြိုးစားမှုနဲ့ပတ်သက်တဲ့တိုက်တွန်းတဲ့စကားဟုတ်လား၅မျိုးရှိသွားပြီနော်နောက်သီလကထာသမာဓိကထာပညာကထာဒါသိတယ်နော်ဝိမု ക്തി တဲ့လွတ်မြောက်မှုမဲ့ညာဝိမု ക്തി ညာဏတဒနာနော်လွတ်မြောက်မှုဟိုသိတဲ့ပြန်သိတဲ့ညာပေါ့နော်စကားဘယ်နှမျိုးတော့10မျိုးအဲ့ဒါကိုချမ်းချမ်းသာသာကိုကြားကျင်တဲ့အချိန်မှာနော်ကြားလို့ရတဲ့အနေအထားမျိုးရှိရမယ်စိတ်ကလေးချင်းကျက်ခြင်းလို့ရှိရင်ဟုတ်လားပြီးရင်ပါတော့ဝရိယရဲ့ပညာရဲ့တရား၅မျိုးအဲ့ဒါကိုမြတ်စွာဘုရားအဆုံးသက်လေးဘယ်လိုပြောတော့ဆိုတော့မေဂိယတဲ့အဲ့ဒီကလျာဏမိတ်တနံပါတ်1အင်္ဂါယတ္တပြည့်စုံမယ်ဆိုလို့ရှိရင်ကိုချင်းသီလလည်းပြည့်စုံသွားလိမ့်မယ်တဲ့ကလျာဏမိတ်တရှိရင်နံပါတ်2စကားကောင်းကိုလည်းလွယ်လွယ်ကူကူကြားလိမ့်မယ်တဲ့နော်နောက်ကလျာဏမိတ်တနံပါတ်1အင်္ဂါလာပြည့်စုံမယ်ဆိုရင်လုံလဝရိယလည်းထက်သန်လာလိမ့်မယ်တဲ့နောက်နံပါတ်5ဖြစ်တဲ့ပညာတရားလည်းပဲထက်မြက်လာလိမ့်မယ်တဲ့အဲ့တော့နံပါတ်1အင်္ဂါရက်ကိုပဲမြတ်စွာဘုရားဘာလို့တော့ဦးစားပေးပြီးတော့ပြောတာသူရှိလို့ရှိရင်နောက်4ခုကအလိုလိုလိုက်လာမယ်ပေါ့အဲ့တော့ဘုန်းဘုန်းတို့ဒီပညာရှိသူတော်ကောင်းနဲ့ပေါင်းသင်ဖို့ပဏိတာနိစ္စသေဝနာဆိုတာကိုဒါလေးနဲ့ရှင်းပြီးတော့တွေးစီခြင်းဟုတ်လားငါတို့ပညာရှိသူတော်ကောင်းနဲ့ပေါင်းရလို့ရှိရင်သီလတွေလည်းပို့ပြီးတော့ဖြူစင်လာလိမ့်မယ်နော်ကောင်းမွန်တဲ့စကားတွေကိုလည်းပို့ပြီးတော့ကြားခွင့်ရလိမ့်မယ်ဟုတ်လားကောင်းမွန်တဲ့စကားလည်းပါလေပို့ပြီးတော့ကြားခွင့်ရလိမ့်မယ်ဝိရိယတွေလည်းထက်သန်လာလိမ့်မယ်ပညာတွေလည်းပို့ပြီးတော့ထက်သန်လာလိမ့်မယ်အဲ့လိုမျိုးနော်ဒီကလျာဏမိတ်တရဲ့တန်ဖိုးမြတ်စွာဘုရားဟောထားတာဒါလေးကိုဘုံဘုံပြောပြတယ်နော်အဲ့ဒါပါတော့မေဂိယတုတ်တံအဲ့လိုဆိုလို့ရှိရင်ဘုံဘုံတို့တရားကတဖြည်းဖြည်းနဲ့ဏိကုံးပိုင်းရောက်တော့မယ်ဟုတ်လားပညာရှိဆိုတာဘာလဲပြောခဲ့ပြီနော်အကျဉ်းတန်ဝအများကြီးပဲအကြောင်းရတယ်နော်ဘာကြောင့်ပညာရှိကိုပေါင်းသင်တဲ့လဲပညာရှိတို့နဲ့ပေါင်းသင်ရခြင်းရဲ့တန်ဖိုးအကျင့်မြတ်ရဲ့အားလုံးကိုပြီးစီးစေနိုင်တယ်ဒါပထမပိုင်းလေးပြောလိုက်တယ်နော်အခုပြောတာပါတော့ပညာရှိသူတော်ကောင်းတို့နဲ့သာပေါင်းရမယ်ဆိုရင်ကိုချင်းသီလလည်းဖြူစင်မယ်စကားကောင်းတွေလည်းချမ်းချမ်းသာသာကြားရမယ်ဝိရိယတွေလည်းထက်သန်လာမယ်ပညာတွေလည်းထက်မြက်သွားမယ်စိတ်ကလေးရင့်ကျက်မှုကိုအထောက်အကူပြုမဲ့အရာတွေအကုန်လုံးပြည့်စုံသွားမယ်လို့ပြောတာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီပေါင်းဖို့သင်ဖို့ကိစ္စမှာလောကကြီးဟာဘုန်းကြီးလူမိုက်တွေပဲများကြတာပညာရှိဆိုတာရှားမှရှားပါလားဘယ်သူ့ကိုပေါင်းလို့ပေါင်းရမှာတော့မသိဘူးလို့တချို့ပြောကြတာရှိတယ်အဲ့ဒါမြတ်စွာဘုရားတိုက်ရိုက်ပြောထားတာရှိတယ်နော်စရင်စေနာတိကိစေယတေယံတရိတမတနောဧကစရိယံဒလံကရိယာကရိတာနတ္ထိပါလေတဟယတကိုထက်တာတဲ့လူကိုနဲ့ဒန်းတူကိုမတွေ့ဘူးဆိုရင်တယောက်တည်းသာဆွေးဆွေးမြဲမြဲနေပါတဲ့ကျင့်ပြီးတော့နေပါလူမိုက်မှာပေါင်းသင်းစရာအကြောင်းဘာမှမရှိဘူးတဲ့နော်ပေါင်းသင်းစရာမရှိလို့လူမိုက်နဲ့ပေါင်းမယ်လို့တော့သွားမစင်စားနဲ့ပေါ့ပေါင်းစရာမရှိရင်ဘာတဲ့တော့တယောက်တည်းပဲနေတဲ့ဧကစရိယံဒလံကရိတာတဲ့စကားလေး
Ekasriyan, Tiote Chena, Danlan, Swim, Mapine, Pien le baby, hold a Tiote Nida over, Swim, Alone, Jen. No, go ne dandu, go to Dara, she was in, Silenci Narigisia, Pay and Rida Madano, go to Mimia da go ne dandu. Damayana Musuin, or Tiote when they light. Nativa lit the Hayada. Lumaima bound in the Ajam, Bahama Mashi, Tuna bound or so you go my she. The alternative I'm a dolly, the pure. Low count. Howla. Not a Sabio Babian, oh, Janet Chilima. Oh, Yauman should be the Uma Beta as a galley, Awujana, no? Mavra Palido de Mali. Howla, Babiodo. Talebe Pinashi to the one pounding in a butter bit of Yoja on the cool. Shawazi won't be Sivalo Pandit and Piru but the deed. Now, though the Mawizana did W to Pradayata. No. Pingo Athena Machida Boguria, Pinashi to the one in a Tatalum pounding me was Shika Bido, Neva do Leve, to the one day out to Matthew. Pingo Dina Machilo. Pane do Lesson and W to Pradayata. Amira he would have my him when it a Yamane to read. Jama he yala dela. Near the Dulon Neda Machi. A chune do a chele, do ne mui, a chune chele, do ne mui. Howla. Yes, I have only no. Tayapinashi to the one pound kama. They are with people to go up Pingo Pasivo Lodo. Yan she will go and yan will have 10 years on Lopo, Lola, Lore. Muda Mabisi when you bandit and Piru by the day. Kabandama wizard and they say what to put a dieta. Pingoyan she the Boguria, Pinashi to the one the Kanamia bounding out or leve. They are to Tito, Ubama, Shalo be. Here a yellow. Sha Tibo to a change Jimmy couldn't like that couldn't be no. Tea. Howla. Tayamu, Pinashi to the one pound kama, Pinashi to the one day of shippo drag. Go ye Deccan lady. No? Combo lore, Macondi le, Piembo lore. Go Balapolo, Piensembo lore. How the mola? Tali Pura, no? Tayaminashi to the one pound mayor should Teaming Ladine, Sessa Bido to Izali. No Yama Lulu people, Ludi. Lealo loop shippo leve, Ludi, Surali, leve, Meswape, Luroja. Nalebum Shiula, she. A Lucian Nigonjo, Ono the night she no? Nigonjo, Babiomero. Pinashi ne Power Mayor should as a gama, Pinashi at David, Pioere. Poundin lo a Joshi Dario, Pioere, hola. Also Pinashi Surabale. No Luini Bioine, Lune, a Manti Mune, Baumideka, Pinashi lo, Colaidabe. Hola, come yet the body, a Manti bet the body in it, Lune, Baumideka, Eddie Lugo, Pinashi, no? A Madi in it, Jonia Moody in it, Bowing Eddie Lugo Baloco, Lumai lo Colaidabe. Hola. At a Lune, a Dinian and Baumidor, Pinashi Piedor. Lune, my memune, Baumidor, Lumai Piedora. Taja Eddie, Lumaigo Mabon was the Mingalaro, Babio. Lumaigo Mabombo lo the low. My see that day. Lumai Pissy that day, and my daddy nele, a bombo lo the days, radio, doing me go and Biola. A could have owned a Pinashi to the Gongo, not bound them lo the low. Pinashi to the Gon Pissy that day. Count that day. A D that day, a mean that day, a lama that day, Lelayame, like Sayame. Hola, Aradine Valopolo, bombo lo. Alla Pinashi ne Paulo Pinashi Chiposera, Chintacusa lady. Hola, Pina daddy in a Paula mission, or don't be the go of your domino. Pinashi Pimemo. A lubiolo, ah, Pinashi ne Paul measure the Didanavo, Pomonoa, Joe Lumbido Bioni Ramio, Maho, no, da, Nayore, Yasa Bido, the bounding in a Juji, that Mai Bioera, Lusura, not do cool at the Hola, Kaunale Duco, Macaunale Duco, no, Rajamulo, but bounding bowl, a Giri lode, Dametalina Sessabido, Tabido Mienzina, Baro. Council that the Bawari in a bambole, Lure Suralipo. The Babola Madiba. Lune, Athenian and Paulo Pinashi Pia. Hola. A Lucian go Athenian and Paula Mission, Kuleva Fudamaro, Pinashi Pime. Taja Pinashi to the one at Bambo, alone a Yiri low at the low. Hola. Pinashi that the Yiri in a Poundembo, Lola. Eradico than Pipo, Jim Giula. Pimbaka Pinashi and Pamulo, a twin leve, counted that day, shit on. Pounding in it at Denzabi, Pura. Hola, a solution for Mundo, Pinashi and let bound, a dinian and let bounce with it, a David, Piopian, no? Lucian, no, they are, Nene down she, Hola, laser America of China, no? At a Mundo, Kumangala, they are Nababi driver, hola, now they, Mara, Sebiro, or the Chunyari leve, the Bajan to Amabo, no?
ပြောတယ်နည်းနည်းလေးနဲမဲ့မင်္ဂလာလေးဆိုရင်လည်း2 ပါးတွဲလောက်သွားကြမယ်ပေါ့ဟုတ်လားအနည်းဆုံးတော့ည20ကျော်လောက်တော့ဟောရလိမ့်မယ်လို့ထင်တယ်နော်အဲ့တော့ဒါဒီကနေ့နော်မင်္ဂလာတရားတော့အပိုင်း2ပေါ့ဟုတ်လားပန္တိတာနိသသေဝနာပညာရှိသူတော်ကောင်းကိုပေါင်းသင်းမိဝဲဆက်ဆံခြင်းသည်မင်္ဂလာပညာရှိဆိုတာဘာလဲအကျေတုံးပြောခဲ့တယ်ဘာကြောင့်ပေါင်းသင်းဆက်ဆံတင်တယ်လဲသူ့ရဲ့ကောင်းကျိုးချမ်းသာတွေကိုအများကြီးပြောခဲ့တယ်နောက်နေကုန်းချုပ်ပါပြောတော့ပေါင်းစရာမရှိဘူးဆိုရင်တော့တယောက်တည်းပဲနေလိုက်ပါလူမိုက်မှာတော့ပေါင်းစရာအကြောင်းဘာမှမရှိဘူးနော်ရောင်းမလို့မဖြစ်ဖို့လျှာလို့ဖြစ်ဖို့လဲလိုတယ်ပညာရှိနဲ့ပေါင်းဖို့လိုတယ်လို့ပညာရှိဖြစ်စေတတ်တဲ့ကောင်းမွန်တဲ့နော်ဓာတ်တဘာဝတွေနဲ့လည်းပဲဘာလို့လို့တော့ပေါင်းဖို့လိုတယ်ဓာတ်တဘာဝတွေဖြစ်ဖို့လည်းပဲလိုတယ်ဆိုတာလေးကိုဒါဒီနေ့ပြောတဲ့စကားအလုံးအနှစ်ချုပ်နော်ဒါကြောင့်ပညာရှိသူတော်ကောင်းတို့နဲ့ပေါင်းပြီးတော့နော်မင်္ဂလာတရားတွေနဲ့ပြည့်ဝကြတဲ့နော်မင်္ဂလာရှိကြတဲ့မင်္ဂလာရှိတဲ့ဖြင့်နော်ကြီးပွားကြတဲ့ချမ်းသာကြတဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်နော်ရအောင်ရှာနိုင်ကြတဲ့ကြီးပွားခြင်းအစ်စ်ဖြင့်ကြီးပွားကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း